ဒါကျွန်တော်ချင်းနေပေါ့နော်ဒီချင်း liberation front ဆိုကျွန်တော်ချင်းလူမျိုးတွေမှာတော်တော်များများနိုင်ငံရေးနဲ့ပတ်သက်လို့ဖြစ်စေဒီလူမှုရေးနဲ့ပတ်သက်လို့ဖြစ်စေစိတ်အားထက်သန်မှုရှိကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဖြစ်လိဖြစ်တာရှိတဲ့မြင်ရရှိတဲ့အားနည်းချက်က consistent ဖြစ်ဖို့ပေါ့နော်တခုကိုဒီဇိုင်းမတ်ပေါ့နော်ပြင်းစရာကောင်းသည်ဖြစ်စေပြောစရာကောင်းသည်ဖြစ်စေစိတ်အားတက်စရာဖြစ်သည်ဖြစ်စေစိတ်အားရော့စရာဖြစ်သည်ဖြစ်စေပေါ့နော်ဒီဇိုင်းမတ်ဖြစ်တာမျိုးနည်းတယ်Child Liberation Fund ကတော့တကယ် commitment ပေါ့နော်တကယ်တနိဋ္ဌာန်တစ်ခုနဲ့စိတ်တက်နဲ့ကိုခံယူချက်နဲ့ကိုဒီဇိုင်းမတ်ကိုတောက်လျှောက်ပါဝင်လာခဲ့တဲ့အတွက်ကြောင့်အများကြီးကုန်ယူရတယ်ဒီ PDF ဆိုလဲကျွန်တော်တို့ဒီတိုက်ပွဲတွေမှာပေါ့နော်အများကြီးကျွန်တော်တို့အားတက်ရတယ်ကုန်ယူရတဲ့အဖွဲ့ဖြစ်တယ်မြေပြင်ကအခြေအနေကိုတကယ်ပြောကြစတဲ့ဆိုရင်သူကသူ့အတွက်အရန်ခက်ခဲတယ်ရန်ခက်ခဲတယ်ဆိုတာကဒါကျွန်တော်လည်းကိုချင်းစားလို့ရတယ်ဒီပြီးခဲ့တဲ့လအတွင်းပေါ့နော်အောက်တိုဘာလကုန်ပိုင်းကနေဒီနိုဝင်ဘာအစောပိုင်းမှာဒီမြို့ပေါ်မှာဒီ MI35 ပေါ့နော် transport helicopter နဲ့သူတို့ကတောက်လျှောက်အချိန်20ကျော်အချိန်30နီးပါးပေါ့နော်သူတို့လူတွေလက်နဲ့ဒီခင်းနဲ့ပစ္စည်းတွေတဲတယ်အဲ့ဒီကနေမှထွက်လာတယ်ပေါ့နော်ဒီမြို့နဲ့ထွက်လာတယ်ဂလီတာကစားနဲ့တက်လာတယ်ပြီးတော့ဟိုအောက်ဖက်မှာဝေပုံလာဖက်မှာတက်လာတာတခုရှိတယ်ပေါ့နော်တက်လာတယ်ဆိုတာလည်းပဲကျွန်တော်တို့2021တုန်းကလိုမျိုးအယောက်80 80စစ်ကြောင်းတစ်ကြောင်းနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ယာနဲ့ချီတဲ့စစ်ကြောင်း800သွားတယ်နောက်ကနေအရန်အားနဲ့တက်လာတယ်ပေါ့နော်ဒီမျိုးကထွက်လာတဲ့ကနေဒီတောင်ကိုယူတယ်ဒီဆက်ထက်လာတဲ့အပိုင်းဒီကလေးတာကစားနဲ့တက်လာတယ်နောက်ကလည်းနောက်ချင်အားနဲ့ဆက်ပါလာသေးတယ်ပေါ့နော်ဒီလိုခြေနေမှာ PDF ဆိုလဲဆိုရင်ဒါလုံးဝ David and Goliath ပဲတော်တော်ကြီးကိုခက်ခဲတဲ့အခြေအနေပဲပထမအနေနဲ့ကျတော့ဒီ PDF ဆိုတဲ့အနေနဲ့ကဘယ်လိုပြောမလဲthey didn't lose their nerve ပေါ့နော်စိတ်သက်ကိုခိုင်ခိုင်မာမာထားတယ်သူတို့လုံနိုင်တာမလုံနိုင်တာကြည့်တယ်အခြေအနေကိုကြည့်ပြီးမှဖြစ်လာတဲ့အခြေအနေပေါ်အကောင်းဆုံးတုံ့ပြန်နေတာရှိတယ်အမျက်ထုတ်နေတာရှိတယ်မဟာဗျူဟာကြကြဂိုင်တွယ်နေတာပေါ့နော်ဒါလွန်ခဲ့တဲ့၄-၅နှစ်ကနေစရင်တကယ်ကြီးမားတဲ့တိုးတက်ပြောင်းလဲမှုပဲဖြစ်တယ်အဲ့တော့ကျွန်တော်လုံးဝအတိမတ်ပြုတယ်ပေါ့နော်အတိမတ်ပြုရမှာဖြစ်တယ်ဒီစစ်တိုက်တယ်တိုက်ပွဲပေါ်တယ်ဆိုတာကကျွန်တော်တို့မျှော်လင့်တယ်လို့ပေါ့နော်ကအကုန်လုံးနိုင်လိုက်တယ်အောင်လိုက်တယ်တင်းစီရလိုက်တယ်ဆိုတာမျိုးကိုလိုချင်တယ်လို့မျိုးတော့လုံးဝမဖြစ်ဘူးကိုမျှော်လင့်တယ်လို့တော့လုံးဝမဖြစ်ဘူးလက်တွေ့ကြကြပေါ့နော်တဆင်ချင်းစိတ်ရှည်ရတယ်ခက်ခဲတွေကြော်လွှားရတယ်ဘယ်လိုပြောမလဲရှုံးနေတာတွေတွေ့ရင်လည်းပဲသင်ခန်းစာယူပြီးမှကိုယ့်ရဲ့ဗျူဟာကိုလိုက်တင်ရတဲ့ပေါ့ adjust ပြန်လုပ်ရတာပေါ့နော်အဲ့ဒီတစ်ခုချင်းစီကို PDF ဆိုလဲအနေနဲ့အောင်မြင်မြင်လုပ်နေတာတွေ့ရတယ်ကျွန်တော်တို့ကကိုချင်းစာတယ်ဆိုတာက2021တုန်းကလည်းပဲကျွန်တော်တို့အကောက်ကွန်းတိုက်ပွဲကအစမှာတော့ဒီ April 26မှာစားတယ် April 26 29 28မှာကျတော့စိတ်ကောင်းစီတွေကြောက်ထုတ်ပြန်ထွက်လာတဲ့စိတ်ကောင်းစီတွေပြန်စုပ်သွားတယ်စုပ်သွားပြီးမှကျွန်တော်တို့မြို့ကိုယာယီထိန်းလိုက်တယ်မြို့ကိုယာယီထိန်းတာ2ပတ်ကျော်ခံလိုက်တယ်ဒီမေလ12မှာအကုန်လုံးတိုက်ပွဲပြန်စားလာတယ်ဆိုတော့မေ12 13 14ပေါ့ဆိုတော့မေလ12ရက်နေ့73 14မှာကျွန်တော်တို့ကော့ကွန်းကကားတွေအကုန်လုံးသိမ်းပြီးတဲ့နေမှာမေလညနေမှာဆိုရင်ကျောက်ထုကနေကျောက်ထု transport လေယာဉ်ကြီးနှစ်စီးဆင်းတယ်ကျောက်ထုကနေမင်းတပ်ကိုမေလ14ရက်နေ့ညနေမှာ Husky က9ချိန်10ချိန်လောက်ဆင်းတယ်နောက်တနေ့မေလ15ရက်ဆိုရင် Husky အချိန်30လောက်ဆင်းတယ်တမန်နဲ့ထဲကိုပဲအဲ့မှာအဲ့နဲ့ပြုံထွက်လာတယ်ဒီခါလာရနှိတ်ခွန်းနဲ့ပြုံပြီးမှစုပြုံပြီးမှထွက်လာပြီးမှဒီဥမာဆမရိန်တို့ဘာလို့သိပါလိမ့်မယ်ဝင်းတက်ကိုရောက်ဖူးတဲ့လူဆရာလန်းတို့ဆိုလည်းသိပါလိမ့်မယ်အဲ့ဒီမှာပြုံထွက်လာပြီးမှလူတွေကိုဖမ်းတယ်လူသားတိုင်းလုပ်တယ်ဒီ7 တီတီစီတီပေါ့နော်အဲ့လိုမျိုးတွေအကုန်လုံးဖမ်းပြီးမှမဲမြင်ရလိုက်ပစ်တယ်မဲမြင်ရလိုက်ဖမ်းတယ်လူသားတိုင်းလုပ်တယ်ပေါ့နော်ဆိုတော့မေလ15 16ဆိုရင်ကျွန်တော်တို့အကုန်လုံးမြို့ပေါ်နဲ့တကယ်ခွေးကြီးပဲပြည်ရတယ်သွားရတယ်ပေါ့နော်အဲ့ဒီကနေပဲကျွန်တော်တို့တိုးထဲရောက်သွားတယ်နေမှာပဲပတ်နေရတာ2021မေကနေ2022မေ2023မေ2024မေတိုးထဲမှာပဲကျွန်တော်တို့ပြောဒါဇန်နေပေါ့နော်3နှစ်လောက်ဒါဇန်နေလောက်ခဲ့ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့စူးစမ်းတယ်တိဆောက်တယ်အလုပ်လုပ်စရာရှိတာလုပ်တယ်
ဘယ်လိုပြောမလဲအခက်အခဲတွေကြော်လွှားတယ်ပေါ့ယုံကြည်မှုတွေတည်ဆောက်ကြတယ်တိုက်အားတည်ဆောက်တယ်စိတ်သက်တည်ဆောက်တယ်လေ့ကျင့်မှုတွေတည်ဆောက်တယ်လက်နဲ့ခဲရနေစုဆောင်းတယ်ပြည်သူလူထုကိုစီယုံဟောပြောဆွေးနွေးတယ်ဒီမဟာမိတ်တွေလည်းတွဲတယ်နောက်ကြတော့ကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲ CJDC JMC CJDC နောက်တော့ CB ဖြစ်လာတယ်တဖြည်းဖြည်းတော့ဒေါ်လာရင်းကတော့အရွေ့ဖြစ်လာအပေါင်းလက်ခဏနဲ့အရွေ့လာတဖြည်းဖြည်းချင်းပေါ့နော်သူစီးချင်းမှလည်းပဲကျွန်တော်တို့ကဟိုအတွေ့အကြုံမရှိတဲ့လူတွေအားနည်းတဲ့လူတွေပေါ့ဒါဒီတော်လှန်ရေးဆိုတာဘယ်သူမှလုပ်ဖို့လည်းစိတ်ကူးမရှိဘူးလုပ်ရမှလည်းညှော်လင့်မထားတဲ့ဟာကိုဆိုတော့တကယ်လုပ်လာကြတော့တော်လှန်ရေးဆိုတာကျွန်တော်တို့မပြောတတ်တဲ့ဘာသာစကားတစ်ခုလိုပဲဟိုရုရှားစကားတစ်ခုဖြစ်ပြင်သစ်စကားဖြစ်ပေါ့နော်ဦးနှင်းခွက်နေမို့စတင်လေ့လာတဲ့အခါမှာအမိမောက်မတည့်တာများတာပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့စိတ်တက်အခြေခံနေပဲတဖြည်းဖြည်းတင်ယူလာတော့နည်းနည်းပါးပါးဘဲဥကွဲလာတဲ့ဘိုင်းနေပေါ့နော်တစ်ခုစားနှစ်ခုစားတိလာတာပေါ့အဲ့ဒီကနေကျွန်တော်တဖြည်းဖြည်းတိဆောက်လာတယ်ဆိုတော့ PDF ဆိုလည်းဒီ3-5နှစ်အတွင်းမှာတော်တော်ကြီးကိုတိုးတက်လာတယ်တို့တော့အများကြီးအားရတယ်အများကြီးဂုဏ်ယူရတယ်ဒီပြီးခဲ့တဲ့တိုက်ပွဲတွေမှာခုလေးတင်ဖြစ်သွားတဲ့တိုက်ပွဲတွေမှာဆိုလည်းပဲတို့ဟိုဘယ်လိုပြောမလဲအမာကိုရှောင်တယ်အပြော့ကိုထိုးတယ်ပြီးတော့မှပဲသူတို့ရဲ့အကန့်အသတ်ကိုသူတို့သိတယ်ပေါ့နော်ရှေ့ဆက်ရမယ်ခရီးတွေဒါကကနဦးအောင်ပွဲပဲဖြစ်သေးတယ်နောက်ဆက်လာမယ့်အောင်ပွဲတွေလည်းကျွန်တော်တို့မျှော်လင့်နေဒါပေမဲ့ကျွန်တော်တို့မျှော်လင့်တဲ့အောင်ပွဲဒီလိုမျိုးမဖြစ်နိုင်တဲ့အခြေအနေလည်းရှိရင်ရှိမယ်ဒါပေမဲ့ကျွန်တော်တို့လက်လျှော့ဖို့မဟုတ်ဘူးအားလျှော့ဖို့မဟုတ်ဘူးကျွန်တော်တို့သင်ခန်းစာယူဖို့ဖြစ်တယ်ပြန်လည်စုစည်းပြင်ဆင်လေ့ကျင့်ဖို့ဖြစ်တယ်ဒီရှမ်းမြောက်ပြီးပေါ့နော်ရှမ်းမြောက်အပြီးမှာစစ်ကောင်စီကမြေပြတ်နဲ့ချင်းတောင်မှုပေါ့နော်ဒါသူ့ရဲ့ priority ပဲမြေပြတ်ကတော့တွန်းနေသူအနေနဲ့အများဘယ်လိုပြောမလဲစစ်ကောင်စီအတွက်နည်းနည်းလေးပိုလွယ်နိုင်တဲ့အခြေအနေရှိတယ်အဓိကတော့ပထဝီကြေကြအရာပေါ့နော်ပြီးတော့မှစစ်ကောင်စီရဲ့ဒီ transport network တွေအရအလွယ်တကူရှေ့မှာတစ်ခုခံနေတယ်ဆိုရင်လေယာဉ်နဲ့ husky နဲ့ကြော်ပို့လဲလို့ရတယ်အရမျက်နှာပေါင်းစုံကထိုးစစ်ဆင်လို့ရတယ်ဆိုတော့မြေပြတ်ကတော့စစ်ကောင်စီအတွက်နည်းနည်းပိုလွယ်နိုင်တဲ့ပိုလွယ်တဲ့အခြေအနေရှိနိုင်တယ်ပေါ့တောင်ပေါ်ကျတော့ပိုနည်းနည်းခက်ခဲတယ်ဆိုတော့စစ်ကောင်စီကလည်းပဲဒီချင်းကိုဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်စိုးမိုးနေပြန်ညယူချင်တဲ့အတွက်ကြောင့်ပြန်ထိုးလာတယ်ပေါ့ဒီဘက်ကိုဆိုလည်းပဲတောက်လျှောက်ထိုးစစ်ဆင်နေပါတယ်ကျွန်တော်တို့ဆိုလည်းဒီ2 လလောက်ရှိပါပြီတောက်လျှောက်ထောင်နဲ့ချီနီးပါးရှိတဲ့စစ်ကောင်စီနဲ့ကိုကျွန်တော်တို့ထိတွေ့မှုဖြစ်နေပါတယ်ဘယ်လိုပြောမလဲဒီဘက်မှာကျတော့မဟာမိတ်အင်အားကောင်းတာရောကျွန်တော်တို့ရဲ့ခံစစ်စည်းကိုရှေ့ကိုအများကြီးတိုးထားနိုင်တာရောအဲ့လိုမျိုးတွေပေါ့နော်ပြီးတော့မှကျွန်တော်တို့မှာတခြားတော်လှန်ရေးကိုနှောက်ယှက်မဲ့ဘယ်လိုပြောမလဲခြေထိုးမဲ့ဖွဲ့စည်းတွေနည်းနည်းနေတာရောပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မှာပြင်ဆင်ချိန်ပိုရတယ်နည်းနည်းလေးပိုအသက်ရှူချောင်းတယ်ပေါ့ PDF ဆိုလည်းအနေနဲ့လည်းပဲဆိုကပြောသလိုပဲသူပြီးခဲ့တဲ့3-4-5နှစ်အတွင်းမှာကျွန်တော်တို့ကဘယ်လိုပြောမလဲဒီ brotherhood ပေါ့နော်ဒီညီကိုတွေလို့ပြောတာမဟုတ်ပါဘူးသူတို့ရဲ့ဒီဆောက်မှုသူတို့ရဲ့ဖြတ်သန်းမှုကအများကြီးအားရစရာကောင်းတယ်အများကြီးတိုးတက်လာတာတွေ့ရတယ်ရှေ့ဆက်ပြီးမှလည်းကျွန်တော်တို့အများကြီးဒီထက်ပိုကောင်းလက်တွဲကြဖို့ပူးပေါင်းချဖို့ရှိတယ်ပေါ့နော်ဒီအချိန်ကတော်လှန်ရေးရေချိန်ပေါ့နော်တော်လှန်ရေးရေချိန်ညာကောဒီတနိုင်ငံလုံးတိုင်းတာနေအောင်ကြည့်မယ်ဆိုရင်တကယ် crucial ပေါ့နော်တကယ် critical time ကိုရောက်နေတာပဲတချို့ဒီ critical time မှာဒါကအခက်အခဲဆုံးချိန်ဖြစ်တယ်ဒီတစ်နှစ်တွင်းကို resilient ကောင်းကောင်းနဲ့တောင့်ခံနိုင်တယ်မထန်တုံ့ပြန်နိုင်တယ်ဆိုရင်ကျွန်တော်တို့အများကြီးပေါ့နော်ရှေ့ဆက်ကိုအများကြီးကျွန်တော်တို့ဒီ favorable condition တွေကျွန်တော်တို့ရှိလာမှာသိချတယ်ဒီတစ်နှစ်တွင်းကဒါအဖောင်မိုက်ဆုံးကာလပဲဖြစ်တယ်ခက်ခဲကြမ်းတမ်းဆုံးကာလလည်းဖြစ်မယ်ဒီတစ်နှစ်တွင်းမှာပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တောင့်ခံနိုင်တယ်ရုန်းကန်နိုင်တယ်ဆိုရင်ဒီ data တွင်းဆိုင်ရာမှာရောတနိုင်ငံလုံးဆိုင်ရာမှာရောကျွန်တော်တို့အများကြီးကစားလို့လွတ်လပ်ကစားလို့ရနိုင်တဲ့ဖြူဟာခင်းလို့ရနိုင်တဲ့အချီအတက်အဆုပ်ပေါ့နော်အဲ့လိုမျိုး space တွေရှိလာတဲ့အခြေအနေတွေ့ရတယ်ဒီ PDF ဆိုလည်းလက်ရှိပေါ့နော်ချင်းပြည်နယ်ပိုင်းနေနဲ့တော့စိတ်ကောင်းကြလည်းအသေးအတန်ပြန်ထိုးနေတယ်အင်အားလည်းအလွန်ကျွံသုံးတယ်ဒါကကျွန်တော်တို့
အကောင်းဆုံးပြန်ကင်တွယ်ဖို့ပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ mindset မှာကအရင်ကလိုပေါ့နော်တာလွန်အင်အားနဲ့ထိုးပါတယ်ဘယ်လိုလုပ်ပါတယ်ညာလုပ်ပါတယ်ဆိုပြီးမှဟိုဘယ်လိုပြောမလဲနည်းနည်း victim mindset တွေကျွန်တော်တို့ထုတ်ဖို့လိုမယ်ပြောချင်တာစစ်ကောင်စီကတော့ရှိတဲ့အင်အားထုတ်ပါပဲသူတို့မလုပ်ရဲတာမရှိဘူးမလုပ်ရဲတာမရှိဘူးမလုပ်မဲ့ရမရှိဘူးဘယ်လိုပြောမလဲရက်ဆက်ပါတယ်ရုပ်မာပါတယ်ကောက်ကျစ်အောက်တန်းကြပါတယ်ဆိုတော့အားလုံးအတွက်သူကတော့တကယ် new record တွေပေါ့နော် new level တွေ new standard တွေသတ်မှတ်နေတာပဲဆိုတဲ့နေရာမှာတော့သူတို့ဘက်ကတော့ကောက်ကျစ်ဆိုင်ဆရာရှိတဲ့ထက်အကောက်ကျစ်ဆုံးအရက်ဆက်ဆုံးအယုံမာဆုံးအောက်တန်းကြဆုံးတွေထုတ်သုံးလာမှာပဲဒါကြောင့်လည်းပဲကျွန်တော်တို့ကဘလုံးမမရမကသူ့ကိုဘယ်လိုပြောမလဲတွန်းလှန်ဖို့တော်လှန်ဖို့တိုက်ခိုက်ဖို့ပေါ့နော်နီလန်ပေါင်းစုံရှာမယ်ကျွန်တော်တို့ဆက်လက်ကြန့်ခိုင်နေဖို့လိုတယ်ကျွန်တော်တို့ဆက်လက်ရုန်းကန်ဖို့လိုတယ်ဆက်လက်ချင်းအားပေးဖို့လိုတယ်ဒီထုသဖြင့်ဒီလိုချိန်ဒီပေါ့နော်ဒီတစ်နှစ်ဒီတကယ် crucial time ဖြစ်မယ်ဒီတစ်နှစ်ပြီးတာနဲ့တနိုင်ငံလုံးရဲ့ political landscape ပေါ့နော် revolutionary landscape ပဲပြောပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဆက်လက်ခွန်အားယူနိုင်ဖို့အများကြီးဖြစ်မယ်ဆိုတော့လက်ရှိ PDF ဆိုလည်းဒီအခက်အခဲအများကြီးကြားထဲကအကောင်းဆုံးကင်တွယ်နေတယ်အကောင်းဆုံးရုံးချနေတယ်ပေါ့နော်ဒါကျွန်တော်တို့အနေနဲ့လုံးဝဝိုင်းဝန်းပံ့ပိုးရမယ့်အချိန်ဖြစ်တယ်တစ်ဆက်တည်းမှာလည်းပဲရှေ့ပိုင်းမှာပေါ့နော် PDF ဆိုလည်းဒီကျွန်တော်တို့တောက်လျှောက်ပြောခဲ့တဲ့မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးမှလည်းသူအများကြီးပြင်ဆင်ခဲ့တယ်အများကြီးလေ့ကျင့်ခဲ့တယ်အဲ့ဒီအင်စာကောင်းကောင်းလုပ်ခဲ့တယ်ဒီအင်စာကောင်းကောင်းလုပ်ခဲ့လို့ပဲလက်ရှိအခြေအနေကိုသူဘယ်လိုလဲအကောင်းဆုံးကင်တွယ်နိုင်တယ်ပေါ့နော်ဆက်လက်ပြီးမှလည်းသူကင်တွယ်နိုင်အောင်ဆက်လက်ပြီးမှလည်းဒါနဲ့ပတ်သက်ပြီးမှလည်းအကောင်းဆုံးစစ်ကောင်စီကိုတုံ့ပြန်နိုင်အောင်ပေါ့နော်စစ်ကောင်စီကလည်း evolve ဖြစ်နေတာပဲစစ်ကောင်စီကလည်းပဲနလပိန်းတုံးနေမဟုတ်ဘူးပြည်သူဒုက္ခပေးဖို့စစ်တိုက်ဖို့ရုံမာဖို့နေရာမှာတော့အမြဲတမ်းနီးလန်းတစ်တီရှာကြံပြီးမှဘယ်လိုမျိုးလိလာနေတဲ့လူတွေတိုးတက်အောင်လုပ်နေတဲ့လူတွေပဲသူတို့လည်းလုံးဝထင်သေးတော့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲစစ်ကောင်စီစ조사တာထက်စစ်ကောင်စီလိလာနေတာထက်ဗိုလ်လိလာဖို့ဗိုလ်စ조사ဖို့ဗိုလ်အားထုတ်ဖို့လိုမယ်များဖြစ်တော့ကျွန်တော်တို့ဒီချင်း brother CB တွေကတော့ဘယ်လိုပြောမလဲအလုတ်လုတ်ဖို့ကိုအားတန်နေနည်းနည်းခြေတံလုံဖို့စ조사ကြတယ်အလုတ်နဲ့ပဲတက်တည်ပြဖို့ပေါ့နော်စ조사ကြတယ်ပေါ့လေဆိုတော့ဒီ PDF ဆိုလည်းက set view ညီကိုတွေအကောင်းဆုံးစ조사နေတာတွေ့လဲကျွန်တော်တို့အများကြီးဂုဏ်ယူတယ်အားရတယ်ဝမ်းသာတယ်ခြေနဲ့တယ်ဆက်လက်ပြီးမှလည်းပဲဒီကဘာတထွားဖြစ်စီမြန်မာနိုင်ငံတထွားဖြစ်စီပေါ့နော်အားလုံးကလက်ရှိအချိန်မှာဒီအကောင်းဆုံးပြင်ဆင်ထားတဲ့အင်စာကြီးအောင်လုပ်ထားတဲ့တိုးတက်နေတဲ့ဒီ PDF ဆိုလည်းငို့ပေါ့နော်စစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်နိုင်ဖို့အတွက်ဝိုင်းဝန်းကူညီကြဖို့ပေါ့နော်လူတရားအရေးကြီးတဲ့အချိန်ရောက်ပါပြီကျွန်တော်လည်းအကောင်းဆုံးညှော်လင့်နေတယ်ယုံကြည်ချက်လည်းထားတယ်တဏိဌာန်လည်းထားတယ်ချထားတယ်ပြီးတော့မှလည်းအကောင်းဆုံးတုံ့ပြန်နိုင်အောင်ပေါ့နော်ကျွန်တော်တို့စုစုစည်းစည်းနဲ့ဝိုင်းဝန်းကြဖို့အချိန်ရောက်ပါပြီဆိုပြီးမှကျွန်တော်ပြောချရင်းနဲ့ပဲကျွန်တော်ညီကုန်းချောပါတယ်မှကိုရောဖြည့်ပေးပေါ့နော်ဆိုတော့ပထမဆုံးကကျွန်တော်မေးချင်တာကဒီ Facebook တွေမှာလည်းတက်လာတယ်ပေါ့နော်ဒီချင်းညီနောင်ကခေါင်းဆောင်တွေနဲ့ပြီးရင်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီမဟာမိတ်เนาะကျွန်တော်တို့ဒီအာရခတပ်တော်ရဲ့ကျွန်တော်တို့ခေါင်းဆောင်ကြီးနဲ့တွေ့ဆုံပွဲတွေတူရိုက်ထားတာပေါ့နော်ပုံတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုရောပုံလဲဒီထဲမှာပါတယ်ဆိုတော့အဲ့ဒီကကျွန်တော်တို့အတွေ့အကြုံလေးနဲ့ပြီးတော့ကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်ကျွန်တော်တို့ဒီအခုချင်းနိုင်ငံရေးကျွန်တော်မြန်မာပြည်တော်လှန်ရေးမှာကျွန်တော်တို့ဒီဆက်ဆံရေးကဘယ်လောက်အရေးပါတယ်လဲဆိုတဲ့ဟာနဲ့ပြီးရင်ကျွန်တော်အနာဂတ်မှာပြည်သူတွေကိုချပြလို့ရတာပြောလို့ရတာလေးတွေရှိရင်အဲ့ဒါလေးကိုပြောပေးဖို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်အချိန်ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်လို့နော်ကိုရောအဆင်ပြေသလိုကျေးဇူးပါဟုတ်ကဲ့ပါအဲ့ဒီပုံတက်လာတော့မီဒီယာတော်တော်များများမေးလာကြတယ်အဲ့ဒီဒီစင်းနဲ့ပတ်သက်ပြီးမှ Chin Liberation Fund ပေါ့နော်အဲ့မှာအရင်ဆုံးဆွေးနွေးခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော်ကျွန်တော်ဘယ်မှာမှတော့တမဖြစ်ရသေးဘူးဒါပေမဲ့တဏီကိုကြီးချင်းပဲရှိတယ်ပြည်သူတွေလည်းစိတ်ဝင်စားတဲ့အဲ့လိုမျိုးပေါ့ရှိတဲ့အတွက်ကြောင့်လည်းနည်းနည်းတော့ဖြေးပေးလို့ရတယ်လို့ပေါ့နော်
ဖြေပြပါမယ်ကျွန်တော်တို့ဒါကတော့ဒါအဖွဲ့အစည်းတွင်းမလို့ပါဖွဲ့စည်းတွင်းနေတိကြပါတယ်ကျွန်တော်တို့ဒီရခိုင်ပေါ့နော်ရခိုင်မြို့သားအဖွဲ့ချုပ်နဲ့ဒီချင်းကြီးနောင်တွေတွေ့ဆုံကြတယ်ဆိုတာတော့အကုန်လုံးသိကြပါတယ်ဒါအပြင်ပေါက်တဲ့တဲ့မဖြန့်ဖြစ်နေပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ်ကြားပါပြီပြီးခဲ့တဲ့လပါပြီးခဲ့တဲ့လပဲကျွန်တော်တို့တွေ့ကြတယ်ဆုံကြတယ်ဆွေးနွေးကြတယ်ပြီးရင်အဲ့လိုမျိုးပေါ့ဒီကတော့ဒေါ်လာရေးနဲ့ပတ်သက်လို့ပါဒေါ်လာရေးနဲ့ပတ်သက်လို့စစ်ရေးမှာဘယ်လိုရှိမလဲဘယ်လိုပူပေါင်းကြမလဲဘယ်လိုမျိုးပြန်လှန်ကူညီကြမလဲပေါ့ဒီကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့တံပြန်ထိုးစစ်လာနိုင်တာကိုနည်းနည်းအဲ့လိုမျိုးခံမှန်းကြတာပေါ့အဲ့ဒီပြင်ဆင်ထားကြတာပေါ့နော်အဲ့တော့ပူပေါင်းကြတာပေါ့အဲ့လိုမျိုးပါပြီးတော့မှလည်းပဲဒီချင်းနဲ့ရခိုင်နဲ့ကဒီနိုင်ငံရေးပဲပြောမလားပြီးခဲ့တဲ့ဒီစစ်အစိုးရစစ်စစ်လက်ထက်မှာကဝေးကွာနေအောင်လုပ်တာပေါ့ဥပမာချင်းပြည်နယ်မှာစားရတဲ့ဆန်တွေတော်တော်များများဆိုရင်ပသိမ်ဆန်မြောက်မြဆန်တွေစားရတာဟုတ်ကျွန်တော်တို့ကတကယ်တမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်သွားကြတော့မှာပဲရခိုင်တွေကနီးနီးလေးတော်တော်လေးနီးတယ်ဟိုအေယာဝရီယာနဲ့ဟိုမကွေးတိုင်းပဲခူးတိုင်းရန်ကုန်လိုရန်ကုန်တိုင်းတချို့တွေပါဖြတ်ပြီးမှလာမယ်စားပေါ့နော်ရခိုင်နဲ့တက်လာတဲ့ဟာဆိုရင်ကျွန်တော်တို့တက်ရိုက်စားသုံးလို့ရတယ်ပဲကျွန်တော်တို့ကဒီတစ်ခါတော့သူတို့နေရာတော်တော်များများရောက်ဖြစ်တယ်ပေါ့မြို့ကြီးတွေတော်တော်များများတွားဖြစ်တော့သူတို့ရဲ့ဟိုလွတ်လွတ်လပ်လပ်ပေါ့နော်အရင်တော့ကလည်းကျွန်တော်တို့တခါတော့ရောက်ဖူးပါတယ်အဲတုန်းကလည်းဟိုအဲတုန်းက2022 2023အစောပိုင်းဆိုတော့2023စောပိုင်းဆိုတော့ဘာမှဘယ်လိုပြောမလဲလွတ်လွတ်လပ်လပ်မရှိသေးဘူးပေါ့နော်လွတ်လွတ်လပ်လပ်တောက်လပ်လို့မရသေးဘူးဒီတစ်ခေါက်ကြမှာမြို့ကြီးတော်တော်များများလွတ်လွတ်လပ်လပ်တွားလာလို့ရတယ်ကျွန်တော်တို့မြို့ဒီလေး3-4-5မြို့လောက်ရောက်ဖြစ်တယ်ပေါ့လေအဲ့ဒီမှာလည်းပဲတွေ့ရတော့မှကျွန်တော်တို့ကဒီစီရေးမဟာမိတ်အပြင်နောက်ကျရင်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်အထိပေါ့နော်အဲ့လိုမျိုးဒီပူပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့လူမျိုးချင်းအပြန်အလှန်ဟိုကိုညီဖိမှကြဖို့ပေါ့နော်သူတို့ဒီULAA ပေါ့နော်သူတို့ရဲ့သဘောထားတော့ရှင်းပါတယ်ကျွန်တော်တို့အစဉ်ပြေတိုးတက်ကြီးပွားလာတဲ့ခါကျရင်အဲ့ဒီကျွန်တော်တို့ရဲ့ကြီးပွားတိုးတက်မှုကိုချင်းနေလေခံစားအောင်ပေါ့နော်ချင်းနေလေပါဝင်လာအောင်အဲ့လိုမျိုးကျွန်တော်တို့ချင်းနေတိုးတက်ကြီးပွားအစဉ်ပြေလာတယ်ဆိုရင်ရခိုင်နေလည်းပဲဟိုimpact ပေါ့နော်တက်ရောက်မှုဖြစ်တယ်ခံစားရတယ်ဟိုပြန်ပွားတယ်ပေါ့နော်အဲ့လိုမျိုးကူးစက်မှုဖြစ်အောင်ပေါ့လေအဲ့ဒီကြီးပွားချမ်းသာခြင်းဒီတည်ငြိမ်ခြင်းတွေအကုန်လုံးအပြန်အလှန်ဟိုကုညီအပြန်အလှန်ကိုအကျိုးစီးပွားရှိအောင်ပေါ့အဲ့လိုမျိုးဒီဟိုစဉ်းစားကြတယ်ကျွန်တော်တို့တွေ့ဆုံဖြစ်ကြတာတော့တော်တော်ကြားတယ်ဟိုတော်တော်ကြားတယ်ဆိုတာကဒီစတွေ့ဆုံဆွေးနွေးကြပြီးမှပြီးသွားတာမဟုတ်ပဲねစတွေ့ဆုံဆွေးနွေးကြတယ်သမင်းဝိုင်းအတူတူစားကြတယ်သမင်းဝိုင်းစားနေတော့မှလည်းပဲစကားတွေများပြောဖြစ်တယ်သမင်းဝိုင်းပြီးသွားတာလည်းပဲပြန်တွေ့ကြတယ်ပြီးတော့မှတဏီကုံပေါ့နော်မနေ့နေ့လယ်ညနေအများကြီးစကားတွေပြောဖြစ်တယ်ဆွေးနွေးဖြစ်ကြတယ်ပြီးတော့ထိုက်လိုက်လေးလေးပဲဟိုဥပမာကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာဆိုရင်ကျွန်တော်တို့တစ်ဖွဲ့အကုန်လုံးကျွန်တော်တို့ဖွဲ့သားတဲ့အကုန်လုံးဒီ state visit တခုလို့ပေါ့နော်အများကြီးတို့အလေးထားတယ်ဟိုကြိုးဆိုတယ်ဟိုတို့စိတ်ဝင်စားတယ်တို့ကူညီနိုင်တဲ့အပိုင်းကျွန်တော်တို့ပူပေါင်းလုပ်ဆောင်နိုင်တဲ့အပိုင်းတွေပေါ့နော်မြင်မြန်ကြတယ်ပြီးတော့မှဟိုတော်တော်လေးပေါ့နော်အဲ့ဘဒီပွန်းနေဟိုတော်တော်လေးစိတ်ထဲကနေတို့စိုက်လိုက်လဲလဲပေါ့နော်ဟိုလိုပြီးတော့မှကျွန်တော်တို့အနေနဲ့လဲဟိုတွားတဲ့အချိန်မှာသင်ခန်းစာယူစရာတွေပေါ့လေဒီကာလကျွန်တော်တို့အကုန်လုံးကဟိုမှာညီနောင်နေဆိုလဲညီနောင်တော့ကိုမြို့နယ်တို့မှာကိုလှုပ်ရှားရှိတော့ဟိုအလုံးနဲ့လုံးလေချလေလိုက်ပြီးမှဟိုအတွေ့အမြင်တစ်ဒီမရဘူးလေနော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ live ခရီးစင်မာတော့ကလည်းပဲဟိုကိုဖြတ်တန်းခဲ့တဲ့နယ်မြေတစ်လျှောက်ပေါ့နော်မကွေးတိုင်းစကိုင်းတိုင်းတရားမြို့နယ်တွေမှာဖြတ်တန်းတယ်လေသင်ခန်းစာယူစရာတွေလိလာအားကြစရာအတူယူစရာတွေရှိတယ်ဒီ KIA ဖက်ရောက်သွားတော့လည်းပဲလိလာအတူယူစရာသင်ခန်းစာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကိုဒေတာကိုရဲ့ဒေါ်လာရေးချင်းထုတ်နေမြင်ပြင်ရောက်လာတော့ငါတို့ဘလို့လုပ်ရမယ်ဘာလို့လုပ်ရမယ်ပေါ့နော်အခုခကြီးစင်မှာလည်းအဲ့လိုပဲဟိုသင်ခန်းစာယူစရာတွေအများကြီးရတယ်လိလာတင်ယူစရာတွေအများကြီးရတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လဲဟို
ဘယ်လိုပြောမလဲတော်လိုင်းရေးရှေ့ဆက်တဲ့ခါမှာပေါ့နော်ပြီးတော့မှကျွန်တော်တို့အတွက်အလုံးဝဟိုအကျိုးရှိဆုံးကသူတို့ရဲ့တကယ်ULA ပါတီကောင်းဆောင်ပိုင်းတွေပေါ့နော်ကောင်းဆောင်ကြီးကဲတွေနဲ့ကျွန်တော်တို့စုံစုံလင်လင်ပဲအကြီးကဲတွေစုံစုံလင်လင်ပဲသူတို့ဟိုAA ပိုင်းကကော ULA ပိုင်းကောအကုန်လုံးကိုတော်တော်များများကိုသူတို့ပြီးခဲ့တဲ့50နှစ်အတွင်းမှာအလောက်တောင်စုံစုံလင်လင်မရှိဘူးတဲ့စုံလင်မှုမျိုးနဲ့ပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ်အဲ့ဒီမှာကျွန်တော်တို့အဓိကနောက်တင်ယူရတာတစ်ခုကဒေါ်လာရေးကိုသူတို့ဘယ်လိုအဆင့်ဆင့်ကြော်ဖြတ်လာတယ်ဘယ်လိုတိဆောက်လာတယ်ဘယ်လိုခက်ခဲတွေဖြစ်လာတယ်ဆိုတာကိုသူတို့ဆွေးနွေးခြင်းအဖြစ်ကိုယ့်ကိုရှင်းထိုးလို့ရတယ်ကျွန်တော်တို့ပြည်သူတွေကိုဘယ်လောက်စီယုံဆွေးနွေးချပြအောင်မယ်ဆွဲခေါ်အောင်မယ်ပြီးတော့မှပြည်သူယုံကြည်မှုကြောင့်ဘယ်လိုပြန်တိဆောက်အောင်မယ်တစ်ဆက်တည်းမှာလည်းအဖွဲ့အစည်းကိုဘယ်လိုဆက်တိဆောက်ရမယ်ပြီးတော့မှတက်ကိုဘယ်လိုဆက်တိဆောက်ရမယ်ဘယ်လိုချိတ်ဆက်ရမယ်ဆိုတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါနဲ့မြင်လိုက်တဲ့အခါကျတော့ကျွန်တော်တို့မှာကအမျိုးသားညီမချက်ဒီနိုင်ငံညီမချက်တော်ရှိပါတယ်ဒါပေမဲ့ဒီအမျိုးသားညီမချက်နိုင်ငံချက်ဥပမာအရှင်းဆုံးပြောရင် self determination ပဲလေနော်ဒါ federal ပေါ့ self determination ပေါ့ဒါပေမဲ့ဒါကို strategy မဟာဗျူဟာကြဒီ organizational platform ကနေပေါ့နော်ဒါ NGO platform လည်းမဟုတ်ဘူး social platform လည်းမဟုတ်ဘူးကျွန်တော်တို့က case ဆက်မှာတော်လှန်လုပ်တဲ့အခါမှာတပုံလုပ်တယ်တော်လှန်ရေးလုပ်တယ်ဒါပေမဲ့တော်လှန်ရေးသမားကအုပ်ချုပ်သူအစိုးရဆိုတဲ့အာဏာပိုင်ဆိုတဲ့ mindset ကိုမထည့်နိုင်ဘူးတော်လှန်ရေးဆက်လုပ်မယ်တော်လှန်ရေးသမားပဲငါတော်လှန်ရေးသမားဆိုတဲ့အားလည်းပဲပြီးသွားတာပေါ့ပြီးတော့မှဒီလူမျိုးရေးပေါ့မျိုးနွယ်စုနဲ့ပဲပြီးသွားတာပေါ့နော်ဆိုတော့နည်းနည်းဒီauthority ပေါ့နော်ဒီ data ကိုစိုးမိုးအုပ်ချုပ်ပြီးမှတိုးတက်အောင်ကြီးပွားအောင်ချီးပွားဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့ဒီဒေါ်လာကြီးသမားကိုကြော်လွန်တဲ့ဒီ government ဘွဲ့နဲ့မှာ authority type ပေါ့နော်ဒီစာဝတ်နေရေးလမ်းပန်းဆက်သွယ်ရေးပညာရေးကြမှာရစာငါတာဝန်ယူရမယ်ဒါဒေါ်လာကြီးဒေါ်လာတက်ခိုက်ရေးတစ်ခုတည်းကိုပဲကောင်းထည့်ထည့်ထားဖို့တင်မယ်ပေါ့နော်ကျန်တဲ့ဟာတွေပါဒီ social aspect တွေပါအကုန်လုံးကိုဒီတာဝန်ယူရမယ်တာဝန်ခံရမယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့ mindset တွေပေါ့နော်အဲ့ဒါတွေကအစထည့်နိုင်ဖို့ပေါ့နော်ကျွန်တော်တို့ဒီကျန်တဲ့တိုင်းသားတော်လှန်ရေးတွေမှာတွေ့ကြုံခဲ့ရတဲ့ဟာတွေကိုသင်ခန်းစာယူစရာဆွေးနွေးစရာတွေပေါ့အများကြီးရှိခဲ့တယ်ဆိုတော့ဒီအဲ့လိုမျိုးပေါ့ပြောချင်တာကဒီစစ်ရေးတဲ့မဟုတ်ပဲနဲ့နိုင်ငံရေးမှာကျွန်တော်တို့ရဲ့ self determination ဖြစ်ချင်တဲ့ဟာကိုသူတို့အားပေးတယ်လေးစားတယ်တိမှတ်ပြုတယ်သူတို့လည်းတက်နေတဲ့ဘက်ကနေကူညီဖို့ပေါ့နော်ကူညီပါတယ်ကူညီဖို့ဆိုတာတဲ့တခုကျွန်တော်တို့လေ့လာသင်ယူရတာလည်းပဲစကားများများမပြောဖို့ပေါ့နော်အလုပ်များများလုပ်ဖို့ပြီးတော့မှဒီအခု Chin Liberation Fund ဘယ်လိုပြောမလဲမဟာမိတ်တွေရဲဘော်တွေပေါ့ရဲဘော်ရဲဘက်တွေပေါ့နော်လုပ်နေတယ်လို့ပေါ့ consistent ဖြစ်ဖို့ပေါ့နော်ဒီကာလမှာကဒေါ်လာရဲ့အခက်အခဲလည်းအဲ့လိုပဲနှစ်ပေါင်း30 40စာလို့တဲ့အခါကျတော့ပြည်သူလူထုတော်လကောင်းဒုက္ခရောက်တဲ့သူတော်လကောင်းကနှစ်ပေါင်း30 40စာလောက်ထောက်ပံ့ဖို့အခက်အခဲရှိတယ်လေအဲ့လောက်ကို idea အရာကိုကောင်းထည့်ဖို့ခက်ခဲတဲ့ပိုင်းရှိတာပေါ့အဲ့ဒီမှာ step by step ဘယ်လိုရုန်းကန်ရတယ်ဘယ်လိုတည်ဆောက်ရတယ်ဘယ်လိုမျိုးစုစည်းရတယ်ပေါ့နော်ပြီးတော့မှနောက်တစ်ခုလေးစားကြကောင်းတာကကျွန်တော်တို့တွေ့ကြတဲ့အထက်မှာသူတို့တက်ပိုင်းဆိုင်ရာရှိတယ်ပါတီပိုင်းဆိုင်ရာရှိတယ်ပေါ့နော်ပါတီပိုင်းဆိုင်ရာနည်းနည်းနောက်ကျတယ်ပြောမလားတက်ပိုင်းဆိုင်ရာတွေကပင်ပန်းကြိုးစားစားနဲ့တက်သွေးချူပေါင်းများစွာနဲ့တိဆောက်လာခဲ့ပြီပေါ့နော်အဲ့ဒီအချိန်မှာပါတီပိုင်းဆိုင်ရာမှာတတိပညာရှင်တွေပါလာတယ်ဆိုတော့သူတို့အနေနဲ့တတိပညာရှင်တွေပါလာတာကိုလုံးဝလေးစားကြိုးဆိုအဲ့ခါနဲ့ပြင်လုံးဝအယူအသေးပေးတယ်ဒါငါတို့ကတလောက်ပင်ပန်းလာတာငါတို့တိဆောက်လာတာငါတို့တွေကပဲတော်တော်လှုပ်လာတာမင်းတို့ကနောက်မှလာတာဆိုတော့မျိုးမဟုတ်ပဲနေပေါ့နော်သူတို့ရဲ့ rank နေရာအစ respect ပေးပုံကအစခွင့်ပြုချက်တောင်းခံနေရအစပေါ့နော်ပညာရှင်တွေပညာတတ်တဲ့လူဒီလူတွေကိုငါတို့လုံးဝငါတို့ရဲ့နောက်ပိုင်းကျလွတ်မြောက်လာဒီလူတွေကပဲတဖြည်းဖြည်းဥဆောင်မှာပညာနဲ့ဥဆောင်မှာစစ်သားလွတ်မြောက်အောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်အတတ်ပညာရှင်ဘိုင်းကဖွံ့ဖြိုးတိုးတက်ကြီးပွားအောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်ဆိုပြီးမှသူတို့လုံးဝဘယ်လိုပြောမလဲအော်စရာကောင်းလောက်ပေါ့နော်ကျွန်တော်တို့တော့မှအနေရခဲ့အောင်လုံးဝကိုသူတို့နှိမ့်ချပြီးမှ respect အပြည့်ထားတယ်နာခံမှုအပြည့်ဝရှိတယ်
အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ကျွန်တော်တို့နိုင်ငံကောင်ချက်ပဲပြောမလားပိုချုပ်မှုကြီးတွေပိုချုပ်ကြီးတွေကလောကကြီးမှာဘယ်သူမှဘယ်လိုပြောမလဲဖျားသခင်တောင်မှစောက်ကြည့်စိတ်တဲ့လူတွေမဟုတ်ဘူးလေဟိုဖြစ်ချင်ရဖြစ်လုံးဝဒီလိုမျိုးစစ်ဘက်ဆိုင်ရာကောင်းဆောင်ကြီးတွေအစလုံးဝနှိမ့်နှိမ့်ချာချာနဲ့ဟို protocol ကိုလိုက်နာတယ်professional ပြည်သားတယ်ပဲပြောပါတော့ပေါ့နော်ခံယူချက်ပေါ်တသွေးမတိန်လိုက်နာတဲ့အပိုင်းတွေပေါ့လေအများကြီးလေးစားကြကောင်းတဲ့အပိုင်းတွေပေါ့ကျန်တဲ့ဟာတွေလည်းအများကြီးဆွေးနွေးဖြစ်ကြပါတယ်ဆိုတော့ပြောတယ်လို့ပေါ့ဒါက meeting လေးနဲ့ပြီးတော့တာမဟုတ်ဘူးဟို meeting တွေ့ကြတယ်အများကြီးပြန်လှန်စကားပြောပြီးမှနေ့လည်စာလုံးဝခင်းဒေခင်းကျွေးမွေးစားတော့ကြတယ်စားတော့နေလည်းအများကြီးစကားပြောဖြစ်ကြတယ်ပြီးတော့မှလည်းကျွန်တော်တို့စကားအများကြီးပြန်ပြောဖြစ်ကြတယ်ပေါ့ဆွေးနွေးကြတယ်ပေါ့လေအပြန်လှန်လက်ဆောင်တွေပေးရတာဆိုတော့တွေ့ရမှာပါတချို့ဟိုနောက်ပိုင်းကျရင်လည်းပဲဟိုတချို့တော့တပ်ပုံဒီဆက်လက်ထုတ်ပြန်တာမျိုးရှိလာနိုင်ပါတယ်အဲ့ချင်းကျရင်ကျွန်တော်တို့တစ်ဖွဲ့ချင်းစီကဘယ်လိုမျိုးလက်ဆောင်တွေပေးအပ်ကြတယ်ဘယ်လိုမျိုးအချင်းချင်းအတိအမှပြန်လှန်လေးစားတန်ဖိုးထားကြတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရပါလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပဲပြီးတော့ကျွန်တော်ဒီနေ့ကတော့သိတဲ့အတိုင်းပဲလက်တန်းမေးတဲ့သဘောမျိုးဆိုတော့လေဟိုဖြေနိုင်တာရှိဖြေလို့ရတာရှိရင်လည်းဖြေပေါ့နော်ဖြေလို့ရတာမရှိရင်လည်းဟိုမဖြေနိုင်တဲ့အကြောင်းပြောပြီးတော့မှဒီတိုင်းဟိုဆက်သွားလို့ရပါတယ်ဆိုတာလေးပေါ့နော်ကျွန်တော်အဲ့ဒီမှာခုနကပြောတဲ့ consistency ဆိုတဲ့စကားလုံးလေးပေါ့နော်ခေါင်းထဲမှာနည်းနည်းလေးဝင်လာလို့ဒီကျွန်တော်တို့တော်လှန်ရေးကတည်တဲ့အတိုင်းပဲဟိုနှစ်ပေါင်းများစွာကြာပြီပေါ့နော်အဓိကဆီယနာရှင်စနစ်ကနေတော်လှန်တာကဒီ2021မြို့တော်လှန်ရေးမတိုင်ခင်ကတည်းကပေါ့နော်ဆိုတော့ကျွန်တော်ညီကိုတွေအများကြီးရှိခဲ့တယ်ပြီးရင်ကျွန်တော်အခုဒီကျွန်တော်မဟာမိတ်ဒီအာရခတက်တော်ဆိုရင်လည်းကျွန်တော်တို့စတာတိတ်မကြသေးဘူးပေါ့နော်ဆိုတော့အခုဒီလက်ရှိမှာကျွန်တော်တို့တချို့တွေကပြောကြတယ်ပေါ့နော်ဒီအတိုင်းပဲပြန်သွားမှာပဲဟိုဘယ်လိုပြောမလဲလုံနေလဲမထူးပါဘူးအရင်တုန်းကတချို့တွေကအများကြီးထင်ခဲ့ကြတယ်လေတော်လိုင်းရေးကိုလုံရင်နဲ့တစ်နှစ်လောက်နဲ့ပြီးမယ်နှစ်နှစ်လောက်တချို့တွေကR2Pတွေအားလုံးမှတ်မိကြအောင်ပါကျွန်တော်တို့ဒီကနားထောင်တဲ့လူတွေလည်းဆိုတော့အခုလက်ရှိမှာကျွန်တော်တို့ဟိုနှစ်အတော်တန်ကြာလာပြီအဲ့ဒီအနေထားမှာကျွန်တော်တို့ပြည်သူတွေပေါ့နော်အဓိကဖြစ်ပြည်သူတွေကိုဘာကြောင့်ကျွန်တော်တို့ဒီတော်လှန်ရေးကိုဆက်လုပ်နေရတယ်လဲဆက်လုပ်နေရမှာလဲပြီးရင်ကျွန်တော်တို့အခုလက်ရှိချင်းပြည်အနေထားကျွန်တော်တို့မြန်မာပြည်အနေထားနဲ့ပေါ့နော်ဖြစ်နိုင်ပေါ့နော်တန်နိုင်တော့လေတစ်ဆင့်ချင်းပေါ့ဒီကျွန်တော်တို့ဒီတော်လှန်ရေးအောင်ဖို့ဘယ်လောက်အရေးကြီးတယ်လဲဆိုတာလေးကိုဆရာရောမောင်ရဲ့ကျွန်တော်တို့အမြင်ပေါ့နော်အဲ့ဒါလေးကို share ပေးလို့အဆင်ပြေနိုင်မလားမသိဘူးဟုတ်ကဲ့ပါဒီနေရာမှာတော့ဟိုစစ်ကောင်စီကိုနည်းနည်းပါးပါရှင်းမှုရမယ်အပိုင်းတွေလည်းပါမယ်ထင်တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ propaganda ပေါ့နော်ဝါဒဖြန့်ချီပုံရိုက်သွင်းပုံကလေဟိုတော်တော်ကြီးကိုဟို sinister ဖြစ်တယ်ပေါ့။ဘာမှမသိမလိုက်ပဲနဲ့ရှင်းပြန်သူတို့ကဥမာ psychologist ဆိုသူတို့က conscious mind ပေါ့သိစိတ်ကို propaganda မလုပ်ပဲနဲ့ unconscious ကိုတိုက်ရိုက် propaganda လုပ်နေတဲ့အခြေအနေရှိတယ်ပေါ့လေ။အခုနောက်ကြမှာကျွန်တော်တို့ကဒီ status code တခုကိုဖျက်လိုက်တော့မှဟိုနေတာထိုင်တာရှိတော့ဖျက်လိုက်တော့မှကျွန်တော်တို့ကကိုလက်ခံမိသားကိုက given ပေါ့နော်ဒါလက်ခံရမယ့်ဟာပဲဒါမိခွန်းထုတ်ဆရာမလိုဘူးဆိုတဲ့ဟာတွေပါမိခွန်းပြန်ထုတ်မိလာတာပေါ့အဲ့ဒီကနေမှသူတို့ရဲ့ဒီ propaganda အပိုင်းပေါ့ဥပမာပြောမှဆိုရင်ဟိုကျွန်တော်တို့ဥမာနော်ရထားတို့ဟိုဘရင်တောင်တို့အစကျွန်တော်တို့ရဲ့ဘရင်လို့ကျွန်တော်တို့ထင်နေတာလေဒါကျွန်တော်တို့ရဲ့ကောင်းဆောင်လို့ကျွန်တော်တို့ထင်နေတာကျွန်တော်တို့လည်းဘာမှမဆိုင်ဘူးပြောချင်တာကကျွန်တော်တို့ဆိုရင်လည်းပဲလုံးဝဒီဘယင်ကြီးပေါ့စစ်ဘယင်ကြီးဒီလူကြီးဘယင်ကောင်းတာလည်းရှိမှာပါဆိုးတာလည်းရှိမှာပါဟိုဆွန်းဆောင်နေတဲ့လူတွေပါဒါဟို respect ထားပါတယ်ထားတဲ့ပိုင်းအများကြီးရှိမှာပါဒါပေမဲ့not our leader လေကျွန်တော်တို့ဆိုင်မှမဆိုင်ပဲကျွန်တော်တို့ပေါ်တက်ရောက်မှုလည်းမရှိဘူးကျွန်တော်တို့ရဲ့ကောင်းကျိုးဆိုးကျိုးဘာမှမရှိခဲ့ဘူးလေကျွန်တော်တို့တစိမ့်ပဲဒါပေမဲ့စိတ်ထဲမှာမတိမတာလုံးဝ our leader လို့လက်ခံလာအောင်လုပ်နိုင်တဲ့အပိုင်းတွေပေါ့နော်ဒီဘက်မှာဆိုလဲကျူမှာဆိုတော့ကျွန်တော်တို့မှာဆိုရင်ရှိတယ်ဒီအထဲမှာကျွန်တော်တို့ရဲ့ mindset ထဲကိုထည့်လိုက်တာပေါ့နော်စစ်ကောင်စီကတစ်ဖက်မှာကျတော့သူကျွမ်းကျင်တဲ့ဘက်ကဟိုစစ်ကောင်စီစစ်တပ်ဒီဗမာလူမျိုးများစုဖြစ်တယ်ဆိုတော့ဟိုအုပ်ချုပ်တဲ့အခါကုတ်သွေးဆုပ်တဲ့အခါပြည်သူကိုနှိပ်စက်တဲ့အခါမောင်ပိုင်စီးတဲ့အခါကျတော့သူတို့ကဘယ်လိုပြောမလဲစစ်တပ်ကိုတုံးတယ်ဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုအပိုင်းဘာညာပြဿနာတက်တဲ့ချိန်ကျတော့ဗမာလူမျိုးကြီးကိုပြန်ရှေ့တွန်းလိုက်တယ်
အဲ့လိုမျိုးပေါ့နော်သူ့ရဲ့စစ်တပ်နဲ့ဗမာလူမျိုးဆိုတဲ့ကြားထဲမှာကိုကစားတတ်တဲ့အပိုင်းတွေပေါ့ဆိုတော့တိုင်းရင်းသားတော်တော်များများတစ်ခါဆိုဝလုံးသိန်းဗမာဆိုပြီးမှမုန်းတတ်တဲ့အချက်တွေပေါ့နော်ဆိုတော့သူတို့ကဘယ်အချိန်မှာကောက်စားရမလဲဘယ်အချိန်ကုတ်သွေးဆော့ရမလဲဘယ်အချိန်ကြရင်လူမျိုးကြီးကိုပြန်ရှေ့တိုးရမလဲဆိုတဲ့အဆုတ်တဲ့သဘောတွေပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ရှိမှဆိုရင်ဘယ်လိုဖြစ်တယ်လဲဆိုတော့ဥပမာပေးရမှာနော်ကျွန်တော်တို့ရှိမှချင်းနေပေါ့လေဒီ2020ဝန်းကျင်ထိမတိုင်ခင်ထိပေါ့ခေတ်လွတ်လပ်ပြီးခေတ်ကနဲ့ဒီခေတ်တည်းကကျွန်တော်တို့စိတ်ထဲမှာကအကုန်လုံးဒါကျွန်တော်တို့ရဲ့ပိုးပွားပိုင်နေဖြစ်တယ်ကျွန်တော်တို့ကအင်္ဂလိပ်မတိုင်ခင်ဒီကိုယ့်နဲ့ကိုထိကိုနဲ့ဥမာသူပူပင်းအင်းတောင်ကြောင်ကုန်းပေါင်အထီအကုန်လုံးကကိုဟာနဲ့ကိုရှင်းရှင်းပြောမြန်မာလိုပြောမှဆိုကိုထိကိုနာမှာကျွန်တော်ထိနှမ်းတာမရှိရလေကိုအုပ်ချုပ်မှုနဲ့ကိုဥပဒေနဲ့ကိုလူမျိုးနဲ့ကိုတလေထုံတန်းနဲ့ကိုနေမြေကိုနေလာခဲ့တယ်လို့တွေဖြစ်တယ်ဒါပေမဲ့ဒီခေတ်မှာတော်တော်များများကြည့်လိုက်မယ်ဆိုရင်နေပေါင်း60 80ကျော် propaganda လုပ်ခဲ့တာရကျွန်တော်ဥပမာဆိုခါရကမာရကဥက္ကဋ္ဌဆိုရင်အဲ့ဒါဗမာတွေလုပ်ရမယ်လို့ဌာနဆိုင်ရာကြီးကဲဆိုရင်အဲ့ဒါဗမာတွေလို့ငါတို့ချင်းတွေကဘာလို့ရမလဲဆိုငါတို့ချင်းတွေကပြာတာတွေလုပ်ရမယ်စရေးတွေလုပ်ရမယ်ညဆောင်တွေလုပ်ရမယ်လက်ထောက်တွေလုပ်ရမယ်ဒါငါတို့အလုပ်ဆိုပြီးမှကျွန်တော်တို့မှာကိုရှင်းပြောရ caste system တွေပေါ့နော်ကိုယ့်နဲ့ကိုမလို့အလိုလက်ကိုတတ်မှတ်ထားတာဆိုတော့ချင်းတခုဆွေးနွေးပြီဆိုရင်ဒီကွာချင်းပဲဒီကောင်စကားကိုအကြီးကဲလို့တတ်မှတ်ဆရာမလို့ဘူးဗမာတဲရောက်လာမှာပဲအကြီးကဲလို့တတ်မှတ်မယ်အာနာပိုင်လို့တတ်မှတ်မယ်ဆိုတဲ့ပုံစံမျိုးတွေဝင်သွားအောင်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒါကိုကျွန်တော်တို့ကအရှိတရားအမှန်တည်းတော့လက်ခံပြီးပြီဆိုမှတော့ဒါကိုတွန်းလှန်ဖို့ကြိုးစားလို့ဒါတပုံပဲအကျန်းဖက်ပဲတောင်းကျန်းသူပဲဆိုတဲ့ဟာဘာလို့ဆိုတော့စေဆိုးရအောင်ပြောစရာမလိုဘူးကျွန်တော်တို့ရုပ်တမန်ပြည်တို့ရဲ့စိတ်ထဲမှာကိုကဒီ status ကိုပေါ့ဒါကျွန်တော်တို့အတွက်အဆင်ပြေနေလို့ကျွန်တော်တို့အတွက်စိတ်ချမ်းသာရနေလို့တော်လှန်ပုံကန်တဲ့လူကိုကျွန်တော်တို့မကြိုက်ဘူးဆိုလဲလက်ခံလို့ရသေးတယ်ကျွန်တော်တို့ရဲ့ပြည်နယ်ဆိုတာဒေတာဆိုတာကအမွဲတကအမွဲဆုံးအစင်းရဲဆုံးအခက်ခဲဆုံးမှနေပြီးမှဒါကိုသူတို့ကိုကျေးဇူးရှင်လို့ဒါဟာတကယ် favorable condition တခုပေါ့နော်ဒါကောင်းပြီးသားပဲကောင်းနေတာပဲဆိုတာမျိုးကိုလက်ခံအောင်သူတို့လုပ်နိုင်တဲ့အပိုင်းတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ aware ဖြစ်အောင်ပြန်စဉ်းစားတယ်ပြီးတော့မှပြန်တွန်းလှန်ဖို့ဆိုတာကရှင်းပြောရင်တွန်းလှန်ဆရာမလို့ရင်တွန်းလှန်မှာမဟုတ်ပါဘူးကိုယ့်ရဲ့ data ကိုပဲဖွံ့ဖြိုးတိုးတက်အောင်အဆင်ပြေအောင်ကြီးပွားစီပင်လာအောင်ဒီနောက်သားဒီတကယ်နိုင်ငံခြားထွက်တဲ့ခါကျရင်တကယ် scholarship နဲ့ပဲထွက်ရတာမျိုး investor နဲ့ပဲဒီ business partner အနေနဲ့ပဲနိုင်ငံခြားထွက်ရတာမျိုးကြောင်ကြားတွေထဲမှာပေါ့နော်မျက်နှာငယ်တင်ငယ်ဆိုတော့အလုပ်လုပ်ရတာမျိုးနဲ့မလို့အောင်နိုင်ငံခစ်တစ်ကျွန်းလိုမျိုးနဲ့ကျွန်းခါပေါ်နိုင်ငံခြားထွက်ရမျိုးမဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ဒီမှာကလေးကလုံလောက်တဲ့အသိပညာအတတ်ပညာ dignity တွေနှင်ပေးထားမယ်ဆိုရင်ဒီထဲမှာကိုပဲကျွန်တော်တို့ချင်းပြည်နယ်ထဲမှာကိုပဲ business opportunity တွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လည်မြင့်တင်ဖို့မှာကိုယ့် data ကိုအုပ်ချုပ်ဖို့ကိုယ့်ရဲ့ရင်းမြစ်တွေတဘာဝအရင်းမြစ်တွေလွတ်လပ်စီမံခန့်ခွဲနိုင်ခွင့်ရှိဖို့ပေါ့နော်အဲ့ဒီမှာပြဿနာဘယ်လိုဖြစ်လာတယ်လဲဆိုတော့ဒါစိတ်ထဲမှာတချို့ပြည်သူတော်တော်များများပေါ့နော်တချို့မဟုတ်လဲတချို့စင်ပြည်တော်မိပြီးကြံဆုပ်တဲ့ဖွဲ့ရှိတာပေါ့ချင်းနေထဲမှာလဲအဲ့လိုဆိုတော့သူတို့ကဘယ်လိုပြောမလဲဗမာမှကောင်းဆောင်ဒီစစ်တပ်မှကောင်းဆောင်စစ်တပ်မဟုတ်ရင်ကောင်းဆောင်မတတ်မှတ်ချင်ဘူးအကြီးကဲပဲမဖြစ်ချင်ဘူးမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အမေရိကန်ပြည်တွင်းစစ်တုန်းကလို့ပေါ့တောင်ပိုင်းဘက်ကနဲ့ဝင်တိုက်တဲ့ဂျွန်တွေရှိတယ်လေလူမဲတွေပေါ့ငွေဝဲဂျွန်တွေရှိတယ်သူတို့တဲလုံးတီးခဲ့တာကဂျွန်လုံးဖို့ပဲတီးတယ်ဂျွန်မဲ့လုံးတတ်တယ်ဂျွန်စနစ်ကိုဖျက်သိမ်းလိုက်မယ်ဆိုရင်ငါတို့ကဘာလုပ်စားတော့မှာလဲဂျွန်မမလို့ငါတို့ဘာလုပ်ရမှာလဲဆိုတော့ဂျွန်စနစ်ကိုဖျက်သိမ်းမယ်ဆိုတော့ဟောသူတို့အပြင်းထန်ကန့်ကွက်တယ်ဘာလို့ဆိုတော့ဂျွန်အလုပ်ကလည်းမတခြားဘာမှမလုပ်တတ်ဘူးလောကကြီးမှာလုပ်စရာလို့ဂျွန်လုပ်ပဲရှိတယ်လို့သူထင်တယ်ဆိုတော့ဂျွန်စနစ်ကိုဖျက်သိမ်းမယ်ဆိုတာကိုသူတို့လက်မခံနိုင်ဘူးပေါ့နော်ဒီဘက်မှာလည်းအဲ့လိုပဲအကုန်လုံးကိုရင်းနေတောတောင်တဘာဝကိုလွတ်လပ်စီမံခန့်ခွဲပြီးမှပုံမမြင်မတဲ့ဘဝတခုအတူတူရုန်းကန်ကြမယ်အတူတူမြင့်တင်ကြမယ်ဆိုတာမျိုးဖြစ်တဲ့ခါကျရင်အဲ့ဒါတွေကစစ်သားတွေပေါ့နော်စစ်ကောင်စီပေါ့နော်ဒီစစ်တပ်ကဗမာတွေလောက်ရမယ်အလုပ်ငါတို့တွေလောက်ရမှာမဟုတ်ဘူးသူတို့တွေလောက်ရမှာငါတို့တခုလို့ချင်းသူတို့သွားတောင်းရမှာသူတို့ရှောက်ရမှာသူတို့အတနာခံရမှာဆိုဒီ slave mindset ဒီပေါ့ victim mindset ဒီကိုကျွန်တော်တို့လုံးဝနှူးနှက်နေပါတော့ marinate ဖြစ်အောင်ပေါ့နော်လုံးဝနှူးတာနှက်ထားပြီးမှဒီကြားထဲမှာပေါ့နော်သူတို့ဘယ်လိုပြောမလဲတခင်အားရကျွန်းပါဝတွေကိုတိုင်းရင်းသားတွေထဲမှာလည်းမွေးထားတာပေါ့ချင်းတွေထဲမှာလည်းမွေးထားတာပေါ့ဒါဌာနဆိုင်ရာအကြီးကဲစစ်တပ်ကြီးကဲမှာပေါ့နော်ရိုးရိုးအရတားပြည်သူတွေကြားထဲမှာလည်းပဲသူတို့
အဲ့လိုမျိုး brainwash လုပ်ထားတဲ့အပိုင်းတွေပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကလက်ခံကြမဟုတ်ဘူးဟိုon our own ပေါ့နော်ကိုနည်းကိုဟန်နေပဲကိုယ့်ရဲ့ရေမြေကိုတဘာဝတရားဇာတာတွေကိုစီမံခန့်ခွဲခွင့်ရနေပဲကိုနည်းကိုဟန်နေအများကြီးတိုးတက်အောင်လုပ်နိုင်တယ်လုပ်လို့ရတယ်ဆိုတာမျိုးကိုစဉ်းစားမစဉ်းစားခြင်းအောင်possibility တစ်ခုဖြစ် option တစ်ခုဖြစ်ကိုကောင်းထဲကိုမထည့်နိုင်အောင်လုပ်ထားတာပေါ့ဆိုတော့ကျွန်တော်တို့ကပြန်ပြောပြတယ်ထည့်ပြတယ်ဆွေးနွေးတဲ့ခါကျရင်လုံးဝ a paradigm shift တစ်ခုလို့ပေါ့လုံးဝမဖြစ်နိုင်တာကြီးမဖြစ်သင့်တာကြီးပဲပြောနေတယ်ရောပေါ့နော်လူတွေစိတ်ထဲမှာခံစားတာပေါ့ဒါကလုံးဝအတိအစမ်းကြီးဖြစ်လို့နေတကယ် exotic ဖြစ်လို့နေပေါ့နော်လုံးဝတကယ်ထူးဆန်းထွေလာစမ်းစားလို့နေပေါ့လေအဲ့ဒီအတွက်ကြောင့်လဲကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးခေတ်ဆက်တော်လှန်ရေးတွေခက်ခဲခဲ့တာပင်ပန်းခဲ့တာပေါ့ဆိုတော့ဒီဘက်ခေတ်မှာတော့ဒီ social media နဲ့ influence လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်အမှန်တည်းပေါ်ထုတ်နိုင်တဲ့အပိုင်းရှိတယ်အဲ့ဒီမှာလူတွေကိုbrainwash လုပ်နိုင်ဖို့ information ကိုကန့်တတ်ထားဖို့ခက်ခဲလာတယ်ပေါ့နော်တစ်ဖက်တည်းမှာလည်းပဲသူတို့ information ကိုကန့်တတ်ဖို့မကြိုးစားတော့ဘဲနဲ့ information အကုန်လုံး pocket information အများကြီးပြန့်ချအောင်လုပ်လိုက်တယ်အဲ့ဒီမှာ media literacy ပြန် sift through ပေါ့နော်လုံးဝစစ်ထုတ်ပြီးမှကိုရွေးချယ်ထားဖို့အပိုင်းအခက်ခဲတွေရှိတာပေါ့နော်ဆိုတော့အရင်ကထက်စာရင်တော့ကျွန်တော်တို့ပြည်သူကို educate လုပ်ရတဲ့အပိုင်းဆွေးနွေးရတဲ့အပိုင်းပြည်သူဆွေးခေါ်တဲ့အပိုင်းတွေမှာအများကြီးခွင့်ကြီးရှိလာတယ်ခွန်လန်းနေလည်းရှိလာတယ်ပြည်သူလည်းနားလည်လာလက်ခံလာတဲ့အပိုင်းပေါ့နော်ဒါကိုပဲစစ်ကောင်စီကဘယ်လိုပြောမလဲတစ်ဖက်တစ်လားနဲ့ဒီပုံကျဲတာစစ်ကြောင်းထိုးတာဒီ intimidation တွေပေါ့နော်ချင်းချောက်တာနှိပ်စက်တာတွေနဲ့လွတ်ထွက်မသွားအောင်ပေါ့နော်သူစက်ပြီးမှကုန်သွေးစုံအမျက်ထုတ်လို့ရအောင်ပေါ့အဲ့လိုမျိုးလုပ်တာအပိုင်းတွေရှိတာပေါ့ဒါတွေကျွန်တော်တို့အနေနဲ့လည်းရုန်းကန်မှာပေါ့ဒါကကျွန်တော်တို့ကအမှန်တော့တီဆောက်ချင်တဲ့လူတွေပါတီဆောက်ခွင့်ရဖို့ကြိုးစားတဲ့လူတွေပါတိုက်ထုတ်เสียတွန်းလှန်စရာမလိုပဲနဲ့တီဆောက်တာပဲအာယုံစိုက်ချင်တဲ့လူတွေပါဒါပေမဲ့မတိုက်ထုတ်ရရင်မတော်လှန်ရရင်တီဆောက်ခွင့်လုံးဝမရတဲ့အတွက်ကြောင့်တိုက်ထုတ်တာတော်လှန်တာကိုအရင်လုပ်နေရတာပေါ့နော်ကျွန်တော်တို့မှာလောလောလတ်အေးစစ်တီဆောက်ခွင့်ရတယ်ဆိုရင်ကျွန်တော်တို့ရဲ့ချင်းပြည်ကိုတီဆောက်တာဖွံ့ဖြိုးစီပင်တိုးတက်ကြီးပွားတာကကျွန်တော်တို့ဆက်ဆက်နေတဲ့ရခိုင်ကြီးရောမကွေးတိုင်းစကိုင်းတိုင်းအကုန်လုံးအတွက်လည်းကောင်းကျိုးပဲဖြစ်မှာပါဒီဘက်ကကြီးမှာတစ်ခုနဲ့တစ်ခုအလုံးဝအပြန်အလှန်မိခွာတဲ့လူတွေပါအပြန်အလှန်မြေပြန့်ဒုက္ခရောက်ရင်ကျွန်တော်လည်းဒုက္ခရောက်မှာပဲကျွန်တော်တို့လည်းလာပတ်သက်မှာပဲမြေပြန့်နေကောင်းစားတယ်အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့လည်းဘာဟုတ်ပါမှာပဲဒါက reality တစ်ခုဖြစ်သွားပြီပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းပဲကျွန်တော်တို့ခုလိုမျိုးလွတ်မြောက်အောင်ကြိုးစားအားထုတ်ကိုယ်တိုင်ရုန်းကန်ခြင်းအဖြစ်ပေါ့နော်ဒီကျန်တဲ့ချင်းပြည်နယ်ဆက်ဆက်တဲ့ဒေတာတွေပါကျွန်တော်တို့တဘာလေးပေါ့နော်ဆွဲခေါ်နိုင်အောင်တက်ရောက်မှုရှိအောင်ပေါ့နော်အပြန်အလှန်ကြိုးဖြူတဲ့သဘောမျိုးနဲ့ဒီကိုဒေတာကိုလုံးဝလွတ်လွတ်လပ်လပ်စီမံခန့်ခွဲဖို့ရဖို့ဆိုတာဒါ God given right တခုပါမွေးပြီးကြတဲ့ကအလိုအလျောက်ဘယ်သူမှလာပေးစရာမလိုပဲနဲ့ဘယ်သူမှခွင့်ပြုစရာမလိုပဲနဲ့ချမှတ်ပေးစရာမလိုတဲ့အခွင့်အရေးပါမြန်မာနိုင်ငံမှာမို့လို့ဒါတိုက်ယူနေရတာပေါ့နော်အဲ့လိုမျိုးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နားလဲထောင်နေရင်းနဲ့ကျွန်တော်တို့အလှူငွေတွေလည်းကျွန်တော်တို့ဆက်ပြီးတော့မှထောက်ဖို့ငွေလေးတွေလည်းဆက်ပြီးတော့မှကျွန်တော်တို့ပို့ပေးကြဖို့ကျွန်တော် Facebook page တွေမှာကျွန်တော်တို့အဲ့ဒီမှာတွေ့ရပါတယ်နိုင်ငံတီးတီးမှာရှိတယ်ဆိုရင်လည်းနိုင်ငံတီးတီးကကျွန်တော်တို့ဒီပတ်စံပို့လို့ရတဲ့ဟာတွေပေါ့နော်ဒီထောက်ပို့ငွေတွေပို့လို့ရတဲ့ဟာတွေကျွန်တော်တို့ရှိပါတယ်ဆိုတာလေးကိုလည်းကျွန်တော်ထပ်ပြီးတော့မှကြီးညာချင်ပါတယ်အဲ့တော့ကိုရောလည်းအစည်းအဝေးရှိတယ်ဆိုတော့နောက်ဆုံးမေးခွန်းတစ်ခုပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့ဆရာလန်းလည်းရှိသေးတယ်ကျွန်တော် ZFU ဥက္ကဋ္ဌလည်းရှိသေးတယ်ဆိုတော့နောက်ပိုင်းတွေမှာသူ့ကိုဆက်ပြီးတော့မေးသွားမယ်ပေါ့နော်ဆိုတော့ကိုရောကအချင်းကြီးနောင်ရဲ့ကျွန်တော်တို့ဒီပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဆိုတော့ကျွန်တော်တို့ဒီအခုဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ချင်းကြီးနောင်ရဲ့သဘောထားကိုကျွန်တော်တို့ထုတ်ပြန်ချက်တွေတော့ရှိပြီးသားပြီပေါ့နော်ဒီမှာဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးဟိုပြောကြားခြင်းမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီသတင်းမီဒီယာနဲ့ပတ်သက်ပြီးတတ်နိုင်တဲ့လောက်ခြေတန်းလုံးနဲ့ကျွန်တော်ချင်းချင်းအောင်သွားနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ပထမမေးခွန်းကတော့ကျွန်တော်ဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကိုရောတို့ပြောချင်တာလေးပေါ့နော်ချင်းအောင်လေးနဲ့ပြောချင်တာလေးကိုကျွန်တော်ပြောကြားစေချင်တယ်နောက်တစ်ခုကတော့စောစောပြောသလိုကျွန်တော်တို့ပြည်သူတွေကဒီအတန်တိတ်မထွက်တော့တခါလေကြာရင်ဒီပါပေါ့နော်ဒီကျွန်တော်တို့ထောက်ပို့ခြင်းတဲ့စိတ်ကျွန်တော်တို့ဒီတော်လှန်ရေးမှာဒီတက်ကြွတဲ့စိတ်ဒီတစ်ခါကျရင်အားနေတာရှိတယ်ပေါ့နော်ဆိုတော့အတန်တော့မထွက်ဘူးဒါပေမဲ့
တောင်ပိုင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတောင်ပိုင်းဆိုရင်တော့အခုလောလောဆယ်လုံးဝလွတ်မြောက်နေပြီပေါ့နော်ဆိုတော့တောင်ပိုင်းမှာပဲဖြစ်အခုမြောက်ပိုင်းမှာဆိုရင်လည်းဒီနေ့ဆိုရင်ကျွန်တော်တို့ထုတ်ပြန်ချက်တွေမနေ့ကလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီကြီးနောင်ထုတ်ပြန်ချက်တွေလုပ်နေတာရှိတယ်အဲ့ဒါလေးတွေမှာစစ်ရေးရကျွန်တော်တို့သူတွေတည်တင်တာလေးပေါ့နော်ချင်းကြီးနောင်ဘာတွေလုပ်နေလဲဆိုတဲ့ဟာလေးတည်တင်တာလေးနှစ်ချက်အဲ့ဒါလေးကိုရောပြောပြဖို့ကျွန်တော်ထပ်ပြီးတော့မှကျွန်တော်တို့မေးလို့ပါတယ်ခင်ဗျကျေးဇူးပါဒုတိယမေခွန်းကနေစာပေမှာဆွေးနွေးပါမယ်စစ်ရေးနဲ့ပတ်သက်လို့ပေါ့နော်စစ်ရေးနဲ့ပတ်သက်လို့မြို့သိမ်းမြို့တွေလွတ်မြောက်ပြီးတော့မှကျွန်တော်တို့ထပ်ပြီးမှမြို့တွေထပ်လွတ်မြောက်အောင်ကြိုးစားကြတယ်ပေါ့နော်မင်းဟိုမှာကျင်တွေးပြီးတော့မှမတူပြီးတော့မှမင်းတက်ပေါ့မင်းတက်ပြီးတော့ကံပလဲပြီးတော့မှဖလန်းပေါ့နော်မြို့တွေလွတ်မြောက်အောင်ထပ်စဉ်းစားရုန်းကန်ကြတယ်ပြင်ဆင်ကြတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာအခုလိုမျိုးပေါ့ဟိုစစ်ကောင်စီကအရင်ဆုံးအခုကလေးရနဲ့ချင်းပြည်မြောက်ပိုင်းကိုထိုးစစ်ဆင်လာတယ်ဆိုတာဒါဇူလိုင်လတုန်းကတစ်ကြိမ်ထိုးစစ်ဆင်မိတာပါဇွန်ဇူလိုင်တုန်းကအဲ့ဒီမှာလည်းပဲ2025ဇွန်ဇူလိုင်ထိုးစစ်ဆင်တာပဲသူတို့ပြန်တက်လန်သွားတယ်ပေါ့နော်အကုန်လုံးလုံးဝအကြအရှုံးများစွာနဲ့ဒီစိတ်ကအကုန်လုံးစုပ်ပြေးရတယ်ပေါ့ဒါဒုတိယအကြိမ်ထိုးစစ်ဆင်တာပဲဖြစ်တယ်ကလေးမြောက်ပိုင်းကိုထိုးစစ်မဆင်ခင်မှာဒီချင်းပြည်တောင်ပိုင်းကိုစိတ်ကစီ126စီလာတယ်ပေါ့နော်126စီအခုပေါက်ကပတ်စာ24တဲ့ဝင်နေတယ်စိတ်ကတော့ပြန်ထွက်သွားပြီးရောက်လာတဲ့စစ်သားတွေအကုန်လုံးကတောက်လျှောက်တက်လာတယ်ဆိုတော့ဒီဘက်မှာဆိုရင်လည်းပဲစစ်အင်အား800နဲ့1000ကြားရှိတယ်800နဲ့1000ကြားလူတွေကအကုန်လုံးတက်လာခြင်းနဲ့ကျွန်တော်တို့ကလည်းဘယ်လိုပြောမလဲလာမယ်ပြီးပြေးတွေ့ဆိုတဲ့ပုံစံပေါ့နော်ဒီရောနယ်မှာမဟုတ်ဘဲနဲ့ပုံတော်ပုံညာရဲ့ဟိုးဖက်ပေါ့နော်ဒီမြေပြန့်ဒေတာတွေမှာပဲကျွန်တော်တို့အဲ့လိုမျိုးထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်2 လလောက်ရှိပြီတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတယ်ထိတွေ့မှုတွေဖြစ်နေတယ်တိုးတိတ်ပေါ့နော်ထိခိုက်ကြဆုံးတဲ့ရဲဘော်တွေရှိတယ်ကျွန်တော်တို့အနေနဲ့တိတ်ပြီးမှထုတ်ပြန်လည်းမရှိဘူးဘာလို့လဲဆိုတော့စီရေးနဲ့ပတ်သက်လာလောလောဆယ်ကျွန်တော်တို့ရဲ့နိုင်ငံရေးကစီရေးဖြစ်နေတာ哦ဆိုတော့နိုင်ငံရေးမှာတော့မီဒီယာတွေနဲ့အဲ့လိုမျိုးကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ရဲ့စီရေးကနိုင်ငံရေးလို့ဖြစ်နေတယ်ဆိုတော့စီရေးမှာတော့ကျွန်တော်တို့ကရှင်းပြောရရင်ခြေတန်းကိုလုံနိုင်တဲ့များလုံရတယ်ဘာမှမပြောကြဘူးပြီးတော့မှစီရဲ့သဘောတရားအကုန်လုံးက deception ပေါ့ပရိယေချိန်ခါတာဆိုတော့ကျွန်တော်တို့ကိုဘာမှမလုပ်ဘူးဘာမှမပြင်ဆင်ထားဘူးငါတော့ငါအားတွေပေါ့နော်ကမြောက်ကချောက်တီပူမတိပါမတိနဲ့တောင်းချမ်းသူတွေအထင်ရဆိုင်တဲ့ကောင်တွေလို့စစ်ကောင်စီကမြင်လေကောင်းလေပါပဲရန်သူထင်သေးတာခါလေကောင်းလေပါပဲကျွန်တော်တို့အနေနဲ့လှုပ်เสียကျွန်တော်တို့မှာတိနားလေလို့နားလေမရှိပါဘူးတမ်းကြောက်နေရလဲဒါအားလည်းမရှိပါဘူးဒါပေမဲ့တတ်နိုင်တဲ့အတိုင်းအတာပိုင်းပေါ့နော်စူးစမ်းအားထုတ်မှုတော့ကိုယ့်ရဲ့အုံနှောက်နဲ့ကိုယ့်ရဲ့စွမ်းအားနဲ့တော့ကိုက်ညီတဲ့စူးစမ်းအားထုတ်မှုမျိုးတိဆောက်မှုမျိုးတော့ကျွန်တော်စူးစမ်းကြတယ်ပေါ့ပြင်ဆင်ကြတယ်ပေါ့အဓိကတော့စီရေးပိုင်းမှာကျွန်တော်လည်းတွေ့ရမှာပါမြန်မာနိုင်ငံရဲ့တော်လှန်ရေးဆိုတာကမြန်မာနိုင်ငံမှာကဒီနိုင်ငံရဲ့ကျင်းသားဖြစ်စေ political prisoner ပေါ့နော် political idea တွေနဲ့တော်လှန်ကြတာကျွန်တော်တို့တွေ့ရပါတယ်ရှင်းပြောရရင်ဟိုလို EU လိုမျိုး American လိုမျိုးပေါ့နော်လူခွင့်ရေးအပြည့်အဝအာမခံချက်ပေးတဲ့တရားဥပဒေစိုးမိုးမှုရှိတဲ့နေရာမှာပဲ political နည်းနဲ့တကယ် legal နည်းနဲ့တော်လှန်ရေးလုပ်လို့ရတာ promote ပြောမလို့ရမှာမြန်မာနိုင်ငံမှာရမှာမဟုတ်ဘူးဒါနေပေါင်းလွန်ခဲ့နေပေါင်း80 80ကတက်တည်ရဖြစ်တယ်ဆိုတော့တစ်ဖက်မှာလည်းပဲဒီ political နည်းနဲ့တော်လှန်တာမှာကျွန်တော်တို့မှာ NGO တွေအကုန်လုံးဝင်လာပြီးမှright space ဒီဘာတွေညာတွေပြောရင်းဆိုရင်နောက်ဆုံးကျတော့ကျွန်တော်တို့ရဲ့ revolution က revolution နဲ့မတူတော့ဘဲနဲ့ဒီ NGO revolution လိုမျိုး proposal revolution လိုမျိုးSally revolution လိုမျိုးပေါ့နော်နည်းနည်းရောကြောင်သွားတဲ့အပိုင်းတွေရှိတယ်အဲ့ဒီမှာပြည်သူတွေဝေဝါးသွားစေတာရှုပ်ထွေးသွားစေတာကျွန်တော်ရဲ့ revolution ကအားလုံးတိတိကျကျတင်မှာ arm revolution ဖြစ်တယ် arm resistance ဖြစ်တယ်ဆိုတော့ arm resistance ကို arm resistance နဲ့တူအောင်လုပ်ရတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လုံးဝ golden rule တွေပေါ့နော်လုံးဝလိုက်နာရတဲ့ဟာတွေရှိတာပေါ့လေကျွန်တော်တို့နည်းနည်းနားလည်လာတော့ပေါ့နော်အဲ့ဒါကိုကျွန်တော်တတ်နိုင်တော့လိုက်လာပြီးမှခြေတံလုံးရတာဖြစ်တယ်ဘာမှထုံမပြောတာဖြစ်တယ်ကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံတော်လှန်ရေးအဖွဲ့အစည်းတော်တော်များများကစိတ်ကူးထားတာစီစဉ်ထားတာထုတ်ပြောတိုင်းစစ်ကောင်စီကိုတည်င်းပေးတယ်လို့စစ်ကောင်စီကိုအစီအစဉ်ကြီးကိုအထုပ်ကိုဖြေပြတယ်လို့မျိုးတွေဖြစ်နေလို့ဒုက္ခရောက်ကြတာအများကြီးပဲထင်တိုင်းခရီးမပေါက်တာအများကြီးပဲလीနော်ဒါကျွန်တော်တို့
သင်ခန်းစာကောင်းယူတယ်လေးလာမှုတော့မပြတ်ရှိတယ်ပြင်ဆင်ကြိုးစားအားထုတ်မှုဥပမာကြည့်မယ်ဆိုရင်ခုလိုမျိုးပေါ့အင်အားထောင်နဲ့ချီလာတဲ့စစ်တပ်ကရှေ့မတိုးနိုင်ဘူးဆိုတာကလည်းကျွန်တော်တို့ထုတ်ပြောကြမလို့ဘူးပေါ့နော်သူတို့သိတယ်ဥပမာလေကြောင်းတိုက်ခိုက်မှုတွေဆိုရင်လည်းပဲကျွန်တော်တို့ကမင်းတို့ကဘယ်နေရာကျဲတယ်ဘယ်လိုကျဲတယ်ဘာကြောင့်ကျဲတယ်ဆိုတာကျွန်တော်တို့ကလိုက်ပေါ်မှာထုတ်ပြောကြမဟုတ်ဘူးလေအဲ့ဒီချိန်ကျဒီကောင်တွေကဒီလိုသိနေတာပဲအဲ့ဒါဆိုရင်ကျွန်တော်တို့လိုင်းပေါ်မှာဘာရေးတယ်ဘာပြောတယ်ဆိုတာသူတို့ဒီကလည်းသိတာပဲဆိုတော့နည်းနည်းတွေးတိုးစမ်းပြီးဘာအတန်ထွက်လာမလဲအဲ့ဒီပုံမှာမူတည်ပြီးမှပဲသူတို့ရဲ့ strategy သူတို့ကပြန်ညှိကြတာဟုတ်ဆိုတော့ကျွန်တော်တို့ကဘယ်လောက်ပဲပုံကျဲဒါလူခွင့်ရေးရဘာညာပြောတာတပိုင်းကျွန်တော်ဘာမှပုံကျဲမခံတယ်လို့ဘာလို့တိတ်ပြီးမှတော့ပြောမနေတော့ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ဘာပဲ react ပြန်လို့အဲ့ဒီပေါ်နဲ့သူတို့ရဲ့ strategy ကို adjust ပြန်လုပ်လာတယ်ပုံကျဲတာဖြစ်စေမြေပြင်စီကြောင်းမှာဖြစ်စေဘာဖြစ်စေညာဖြစ်စေပေါ့နော်အဲ့လိုမျိုးလေးတွေရှိတာပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့တချို့ဟာတွေကိုတော့တဖြည်းဖြည်းတော်လှန်ရတင်ပေးလာတာပေါ့ဒီမြေပြင်စီကြောင်းမှာခုနပြောသလိုထောင်နဲ့ချီလာတယ်ရှေ့မတိုးနိုင်ဘူးသူတို့ target ကိုသူတို့မရောက်နိုင်ဘူးဒါကိုကျွန်တော်တို့ကပတ်သက်ပြီးမှဘာမှတိတ်ပြောလို့မရှိဘူးဘာလို့လဲဆိုတော့ပွဲရမှာပြီးသေးဘူးကိုမှလည်းကို target ရှိတယ်ကို target ကိုလည်းမရောက်နိုင်သေးဘူးသူတို့လည်းသူတို့ target မရောက်သေးဘူးအဲ့ဒီချိန်မှာသူမှလည်းသူ့ strategy နဲ့သူဟာသူ adjust ပြန်လုပ်မှာပဲ adapt ပြန်လုပ်မှာပဲကိုကလည်းကိုယ့်ဟာကို adapt ပြန်လုပ် adjust ပြန်လုပ်ရတဲ့အပိုင်းရှိတာပဲဒီမျိုးပေါ့နော်အခုချင်းပြည်မြောက်ပိုင်းကျတော့လည်းပဲစိတ်ကောင်စီကသူကတက္ကသနဲ့လည်းနီးတာချင်းပြည်တောင်ပိုင်းကကျတော့မတူပီပြူဟာပဲရှိတာပြီးတော့မှအနည်းဆုံးပြောမယ်ဆိုရင်မုံရွာနမခတော့ရှိပါတယ်ဒါပေမဲ့မုံရွာနမခလည်းပဲတော်တော်အင်အားနည်းနေတယ်သူခရီးသွားလာရပိုဝေးတယ်ချင်းပြောမှဆိုမုံရွာဆိုရင်ချင်းပြည်မြောက်ပိုင်းကျတော့ပိုအဆင်ပြေပိုသွားလို့လွယ်လို့သွားလာပိုလွယ်တဲ့အခြေအနေမျိုးတော့ရှိမယ်သူ့ရဲ့လမ်းကြောင်းရလေဆိုတော့မင်းတပ်နဲ့ဒီကံပလက်နဲ့နီးတာကနောက်တစ်ခုကပခုတ်ကူပေါ့နော်တရားတစ်ပေါ့လေဒါလည်းပဲဒီတော်လိုင်းတခြားလမ်းပန်းဆက်သွယ်ရေးကခက်ခဲတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလှုပ်ရှားနေတာအများကြီးရှိတယ်ဆိုတော့ဒီချိန်မှာအရင်တော့ကခက်ခဲလမ်းပန်းဆက်သွယ်အဆင်မပြေခဲ့တဲ့များကျွန်တော်တို့ advantage လို့ disadvantage က advantage လို့ဖြစ်လာတာပေါ့ဒါပေမဲ့နောက်တော့ကျွန်တော်တို့ရဲ့ advantage ကလည်း disadvantage ပြန်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒေါ်လိုင်းမှာဒီခန်းစာယူကြများပါတယ်ဖွဲ့စည်းနေပတ်သက်လို့ဖြစ်စေပေါ့ဆိုတော့ဒီစီးရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ခြေတန်းလုံးတယ်တစ်ဆက်တည်းမှာလည်းပဲမီဒီယာရဲ့သဘောတဘာဝကခုနပြောသလို inspire လုပ်နိုင်တယ် educate လုပ်နိုင်တယ် aware လုပ်နိုင်တယ်အဲ့ဒီကနေပဲpeople's willing ပေါ့နော်မို့လဲဒီmobilize လုပ်နိုင်တဲ့အပိုင်းထောက်ပို့ပိုင်းမှာလုပ်နိုင်တဲ့အပိုင်းကရှိတာပေါ့ဒါပေမဲ့တစ်ဖက်ကလည်းထုတ်ပြောလိုက်ပါညာပြောတယ်ဆိုရင်ရန်သူကဒီသတင်းတွေကိုပြန်ယူပြီးမှ adjust ပြန်လုပ်နိုင်တဲ့အပိုင်းတွေရှိတာပေါ့အဲ့ဒါမျိုးလဲကျွန်တော်တို့မှာ double edge ပေါ့ media ဆိုတာကမရှိမကောင်းရှိမကောင်းပေါ့မပြောမကောင်းပြောမကောင်းဖြစ်တာပေါ့လေဆိုတော့တတိကြီးကြီးနဲ့တော့သုံးရတဲ့ဟာတွေပေါ့လေကျွန်တော်တို့ကိုယ်တိုင်စာအများကြီးသင်ယူလေ့လာနေတော့မှာဆိုတော့ဒီအခုချင်းပြည်မြောက်ပိုင်းဆိုလည်းပဲဒီတူဒီအားရခြေနှက်မှာပါဒါပေမဲ့လည်း far from out of the woods ပဲပြောချင်တာကအင်အား400 500ဆိုတာနည်းနည်းတော့မဟုတ်ဘူးလက်နဲ့ခင်းရရိတ်ခအပြည့်အဝနဲ့သူတို့ပြန်ဖမ်းဖို့နေရာယူလာတာရှိတယ်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့ကဗီဒီယိုချိန်ရတယ်ဆိုတာကစိတ်အားငယ်ကြစိတ်တက်ကြစရာတည်င်းအများကြီးရှိတယ်စိတ်တက်ကြဖို့စိတ်အားငယ်ဖို့ကျွန်တော်တို့ကတော့ကြော်ဖြတ်မှာရုန်းကပါပဲဒါပေမဲ့တကယ်resistant ပေါ့နော်တကယ် revolutionist ရဲ့ mindset နဲ့တမန်ပြည်သူရဲ့ mindset နဲ့မတူဘူးပြည်သူကဥပမာဆိုနောင်ချိုပါသွားပြီးကြောင်းမဲပါသွားပြီဆိုရင်အကုန်လုံးနေမတိထိုင်မတန်နဲ့စိတ်အားငယ်နေပြီကြောက်နေပြီလက်နေပြီပောက်ကွဲချင်နေပြီလက်ညှိုးထိုးချင်ပြီပေါ့နော်ဒေါ်လာရေးတဘောတဘာဝမှာတော့ကျွန်တော်တို့ကဒါတွေကလုံးဝကြော်ဖြတ်မှာတီးထက်အများကြီးဆိုတဲ့ခြေနေတော့ကြော်ဖြတ်ခဲ့တာပဲဆိုတော့ဒါတွေကို given တစ်ခုလို့ handle လုပ်တတ်ဖို့ပေါ့နော်အတိကန်တတ်ဖို့ဒါပေမဲ့ကိုယ့်အကူပဲဘာနောက်ထပ်ပါတီဆောက်မလဲနောက်ထပ်ဘယ်လိုလုပ်မလဲဘယ်လိုကင်တွယ်မလဲဘယ်လိုထက်ရုန်းကန်မလဲဆိုတာပဲတွားပါဦးဆိုတော့အဲ့ဒီအတွက်နဲ့ကျွန်တော်တို့သတင်းတွေထုတ်ပြန်တဲ့အခါမှာဆိုရင်လည်းပဲရွေးချယ်ရတာပေါ့ကောင်းသတင်းတွေပဲထုတ်ပြန်နေတဲ့အခါကျရင်လည်းပဲအဆင်ပြေနေတာပဲတော်လိုင်းကကောင်းနေတာပဲနိုင်နေတာပဲเนาะအဲ့တော့ကပူးတော့နိုင်နေတာပဲရှိတယ်ဆိုတာမျိုးတွေပေါ့လေအဲ့ဒါမျိုးနဲ့မြေပြင်းကဟာတကယ်လုံးဝကင်းလွတ်သွားပြီးမှတကယ် false hope ဒီပေါ့နော်လုံးမျောလင့်ချက်မှားတွေပေးမှာမျိုးလဲဆိုးရတာပေါ့ဆိုတော့အခုPDF ဆိုလဲအနေနဲ့လဲကျွန်တော်စောစောပြောခဲ့သလိုအများကြီး
ပြင်ဆင်ထားတဲ့ရလာပဲသူတို့စိတ်ပြိုးထားတဲ့ရလာပြန်ရိတ်သိမ်းရတာပဲဒါပေမဲ့လည်းကျွန်တော်တို့မှာရှေ့ဆက်ရုန်းကန်စရာအများကြီးရှိသေးတယ်ဟိုလှုပ်ရှားတယ်အများကြီးရှိသေးတယ်ကြော်ဖြတ်စရာခက်ခဲအများကြီးရှိသေးတယ်ဒါပေမဲ့လွန်ခဲ့တဲ့ကနေဒီတောင်က2022တုန်းကတင်ထားတာပဲဒါပေမဲ့အခုချိန်နောက်တစ်ချိန်တိုင်းကိုတင်ရမှာပဲတိမျိုးနဲ့ချင်းပြည်မှာစိတ်ကောင်းစီခြေချခုမရအောင်လုပ်ရမှာပဲဒါပေမဲ့ရှေ့ကတစ်ချိန်ထက်တော့ပိုပြီးမှစနစ်ကြမှာတေချာတယ်ပိုပြီးမှလွယ်ဘယ်လိုပြောမလဲပိုပြီးမှသင်ခန်းစာရပြီးသားရှေ့ကအမှားတွေကိုသင်ခန်းစာယူဖို့ပိုပြီးမှမဟာဗျူဟာကြစနစ်တကျချင်းကလှုပ်ဆောင်နိုင်မှာတော့တေချာပဲပေါ့နော်အဲ့လိုမျိုးပေါ့လေဒီစီးရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီသတင်းထုတ်ပြန်တာအရှော့တင်းလုပ်တာရှိတယ်ကျွန်တော်တို့ရဲ့ဒီစစ်ကြီးခြေလှမ်းနိုင်ငံခြေလှမ်းနဲ့ပတ်သက်ပြီးမှတူတိတိလုပ်နေတာရှိတယ်အဲ့ဒီအတွက်နဲ့လည်းပြည်သူတွေအတွက်လည်းအားမရစရာဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒါအခုမှပထမဆုံးကျင်တဲ့ထုတ်ပြောခြင်းမှာကျွန်တော်တို့လုပ်တဲ့အချိန်မှာစစ်ကောင်စီကအမြဲတမ်းကျွန်တော်တို့ရဲ့အတန်တိတ်နေပြီဘာမှမဖြစ်တော့ဆို तू ကဘုံကျဲပြတယ်ဘာလို့ပြတယ်ညာလို့ပြတယ်ဘာအတန်ထွက်လာမလဲဒါမှမဟုတ်ပြည်သူကိုနှိပ်စက်ပြတယ်ပြည်သူကိုရက်ဆက်ပြခြင်းအဖြစ်ပြည်သူရဲ့ဝေဖန်မှုပါရီတန်နေနဲ့ပေဖက်ကနေဘာထုတ်လာမလဲဘာအတန်ထွက်လာမလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေပေါ့စစ်ကောင်စီကတော့ तू ကတော့ဘာမဆိုလုပ်တယ်လို့ဆိုတော့သူနီးသူဟန်နေပဲသူ့မှာတကယ်သူ့ရဲ့တကယ် old trick သူ့မှာစောက်ထဲမှာ tricks တွေပေါ့နော် formula အများကြီးရှိတယ်တိုင်းရင်းသားလက်နက်ကနေပတ်သက်မှာဘယ်လိုကင်ပြရမလဲဆိုတာသူတို့မှာစောက်ကနှစ်ပေါင်း80 80စာလောက်ထူနေပြီကိုကျွန်တော်တို့ကအခုမှဘာမှမသိသေးတဲ့အခုမှစတင်လေးလာတဲ့လူတွေပဲရှိသေးတယ်ဆိုတော့တတိကြီးနဲ့မျက်စိဖွင့်နားဖွင့်အုံနောက်ဖွင့်နှလုံးသားဖွင့်ပြီးမှပေါ့နော်တင်ယူလေးလာတဲ့အပိုင်းတွေပါဒါတော့စီကြီးနဲ့ပတ်သက်လို့ပေါ့လေဒီခုနရွေးကောက်ပွဲနဲ့ပတ်သက်လို့ပဲနောက်ချိတ်ဆက်ပြီးပြောမယ်ဆိုရင်စိတ်ကောင်စီရဲ့နောက်ထပ် trick တစ်ခုပါပဲဆိုတော့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲလူတိုင်းသိတဲ့လှုပ်ဝက်ချက်ကိုပြန်ပြောနေရတယ်လို့ဖြစ်ပါတယ်ရွေးကောက်ပွဲကိုဘယ်လိုသဘောထားမလဲဘာလဲညာလဲဆိုတာပေါ့နော်ကျွန်တော်တို့ရွေးကောက်ပွဲဆိုလဲဒေါ်လာစစ်ကောင်စီအတွက်ကတော့သူကတော့ဘယ်လိုပြောမလဲတစ်ချက်ကုန်နှစ်ချက်ပြတ်ပေါ့ဒေါ်လာရေးဖွဲ့တွေကိုလည်းဝေဝါးသွားစီမယ်diversion ပေါ့နော်ဘယ်လိုပြောမလဲဘယ်လိုပြောမလဲပြိုကွဲစေမယ်စိတ်ဝမ်းကွဲစေမယ်မျိုးစေ့လေးတစ်ခုချပေးတာပေါ့လေရွေးကောက်ပွဲဆိုတာလက်ခံတယ်လက်မခံဘူးရွေးကောက်ပွဲဆိုတဲ့စကားလုံးရဖြစ်ကိုပေါ့ဒါlegal ဖြစ်မယ်legitimate ဖြစ်မယ် choice တစ်ခုရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တစ်ဖက်မှာလည်းပဲသူ့ရဲ့ military coup ကို legitimize လုပ်နိုင်တဲ့ရွေးကောက်ပွဲအရာပါကျွန်တော်တို့မင်းပေးတဲ့လူတွေအရာပါဆိုတဲ့ပုံစံမျိုးပေါ့နော်ကဲတလုံးထဲနေဟဲ့နှကောင်ဖြစ်မဲ့ဂျူဟာပဲစိတ်ကောင်းစီကတော့အဲ့ဒါကိုကျွန်တော်တို့ကလည်းပဲစောစောပြောသလိုပဲဒီတော်လှန်ရေးကpolitical တော်လှန်ရေးဆိုတဲ့လောလောဆယ်ကျတော့ arm resistance ဖြစ်နေတာ哦ဆိုတော့ arm resistance မှာကျွန်တော်တို့ဗျူဟာကြဘယ်လောက်စိတ်ကစားနိုင်တယ်လဲအဲ့ဒီနဲ့နောက်တစ်ဆင့်နည်းနည်းထင်းချင်းမှုဘယ်လောက်ရအောင်လုပ်နိုင်တယ်လဲဆိုတော့ကျွန်တော်တို့ဥပမာဆိုမင်းတမတူပီကံပလက်အနေနဲ့ဆိုရင်တော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘာ comment မှပေးစရာမရှိဘူးဘာမှမပြောစရာမရှိဘူးဘာလို့လဲဆိုတော့လုံနိုင်တော့လာလို့ပေါ့လုံနိုင်လာလို့ပါပေါ့ကျွန်တော်တို့ကရွေးကောက်ပွဲဆိုတာကြိုတအားကန့်ကွက်တယ်ဆိုလဲနိုင်ငံတကာအပြင်မှာလုံးဝဒီလူရရွေးကောက်ပွဲကိုတအားကန့်ကွက်နေတယ်ဘာညာပြောကြမှာဘူးဆိုတော့ကျွန်တော်အနေနဲ့တော့ရွေးကောက်ပွဲဥမာစိတ်ကောင်စီရဲ့အမတ်တီရှင်းနေလာကြပါမဲပုံးနေလာထားချင်တယ်လာထားကြပါကျွန်တော်တို့လာလောက်ကြပါလို့တော့ဖိတ်ခေါ်လို့ရတယ်လေဒါပေမဲ့ပြောချင်တာကလာကြမှာလည်းမဟုတ်ဘူးလေနော်မဲပုံးနဲ့လာထားမှာမဟုတ်ဘူးလူလေးလာမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့ဆိုတော့တစ်ဖက်မှာကျွန်တော်တို့ရဲ့နေနေထင်းချုံမှုအရာဘာ comment မှမပေးတဲ့အပိုင်းရှိတယ်ဒါပေမဲ့ခုနလိုမျိုးနိုင်ငံတကာမီဒီယာပါညာရမှာဆိုတော့ဒီရွေးကောက်ပွဲဒီ is a sham ပေါ့နော်လုံးဝအတူရောင်ရွေးကောက်ပွဲဖြစ်တယ်ခုနလိုမျိုးသူတို့အနေနဲ့လည်းသူတို့ရဲ့နိုင်ငံရေးလက်နက်တစ်ခုပဲပြောချင်တာကျွန်တော်တို့အများကြီးတော့ဆွေးနွေးကြမလို့တော့ပါဘူးသူတို့အနေနဲ့ဒီရွေးကောက်ပွဲသူတို့ကိုယ်တိုင်တော့မှယုံကြည်မရှိပါဘူးဒါပေမဲ့ဒါနိုင်ငံရေးလက်နက်တစ်ခုဖြစ် resistance နေကြတဲ့ကိုမျိုးစီလေးတစ်ခုပေါ့နော်ကွဲပြားစေတဲ့ညောင်စီလေးတစ်ခုလိုမျိုးချပေးလိုက်မယ်တစ်ဆက်တည်းမှာလည်းနိုင်ငံတကာမှာဝင်ဆန့်အောင်ပေါ့နော်တချို့နိုင်ငံကြီးတွေရဲ့အခါတော်ပေးတွေလည်းဖြစ်မှာပေါ့တကယ် legitimize လုပ်ဖို့ leeway ပေါ့နော်အဲ့လိုမျိုးပုံစံလေးကြားထဲမှာအ shorting လုပ်လို့ရတဲ့အခြေအနေမျိုးပေါ့နော်သူတို့အနေနဲ့လည်းနိုင်ငံတကာမှာတချို့နိုင်ငံတွေကိုအကူအညီတောင်းလို့ရတဲ့အခါအကူအညီတောင်းမဲ့အခါဘာညာတောင်းခံမဲ့အခါကြရင်
ကျန်တဲ့လူခွင့်ယူလေးစားတဲ့နိုင်ငံတွေကြားထဲမှာနည်းနည်းမျက်နှာမပြတ်ရအောင်ပေါ့နော်ဒီသဘောပါပဲဆိုတော့ကျွန်တော်တို့အနေနဲ့လည်းချင်းပြည်နယ်မှာတချို့ပါဝင်ခြင်းနဲ့ရွေးကောက်ပွဲဝင်မဲ့လူတွေရှိပါတယ်ရွေးကောက်ပွဲပါတီတွေပေါ့နော်ကျွန်တော်တို့2021တုန်းကတော့ CDM ဝင်ကြပါလို့ပြောခဲ့တယ်မင်းတပ်မြို့နယ်နဲ့နှိုင်းရှင်တော့နော်2023 24မှာလည်းတကယ်လဲတဖြည်းဖြည်းနဲ့မြို့လည်းပြန်သိမ်းနိုင်ရောအဲ့ဒီကြမှာအဲ့ဒါမှန်တီအဲ့တော့ကမဝင်ခဲ့ပါဘူးဆိုတဲ့ဟာတွေပေါ့အဲ့ဒါမှန်တီအဲ့တော့က CDM ဝင်ခဲ့ပါတယ်အဲ့ဒါမှန်တီအဲ့လိုမနေခဲ့ပါဘူးအဲ့ဒါမှန်တီအဲ့လိုမလုပ်ခဲ့ပါဘူးကျွန်တော်တို့2021တုန်းကပြောတဲ့စကားတွေကိုတို့အစတော့ဟာတာလို့ပဲထင်တာပဲဆောင်ပြောင်ကြတာပဲနော်ဂန္ဒီပြောတယ်လို့ပေါ့ first they mock you ပေါ့နော် then they fight you then you win ဆိုတော့အဆောင်ပြောင်ခံရတယ်အဖဲ့ခံရတယ်အရွက်ခံရတယ်အတိုက်ခိုက်ခံရတယ်နောက်ပိုင်းကျတော့ကိုနိုင်ရတာပဲအဲ့ဒီ ठी ကိုစောစောလည်းကိုထမ်းတယ်တော့ consistency ရှိသွားဖို့ပေါ့နော်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ရှင်းရှင်းလေးလေးနားလည်ထားတယ်ပြက်ပြက်သားသားလေးသိတယ်သဘောထားလေးရှိတယ်ဒီအတူရောင်ရွေးကောက်ပွဲနိုင်ငံလေးနဲ့တစ်ခုဖြစ်ဘယ်လိုပြောမလဲကိုသူတို့ကိုယ်တိုင်တော့မှသူတို့ဒါ legitimize ကိုဖြစ်သွားစေမယ်လို့မယုံဘူးလို့ကျွန်တော်ထင်တယ်သူတို့ကဘယ်လိုပြောမလဲအရှိတဘောအဖြစ်တဘောပေါ့နော်သူတို့ကိုယ်တိုင်တော့သူတို့သိပါတယ်နော်သူတို့လိန်နေတာကျွန်တော်တို့သိတယ်သူတို့လိန်နေတာကျွန်တော်တို့သိမှလည်းသူတို့သိတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေပဲထင်ပါတယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ပြတ်ပြတ်သားသားဆန့်ကျင်တယ်သဘောထားတွေထုတ်ထားတယ်ဒီချင်းပြည်နယ်တို့မှာပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွားချင်တာကတော့စာနဲ့ကန့်ကွက်တဲ့အစားလိုင်းပေါ်မှာစာတွေထုတ်ပြန်မဲ့အစားပေါ့နော်ဒါသဘောထားရည်တည်ချက်ကိုထုတ်ပြန်တာတစ်ပိုင်းပေါ့နော်မြေပြင်မှာလက်တွေ့ကြအရွေ့ဖြစ်အောင်ကန်တွေနေတဲ့အပိုင်းအရွေ့ဖြစ်အောင်လုပ်နေတဲ့အပိုင်းဒီတခုနဲ့တော့ကျွန်တော်ဆုံးသက်ချင်တယ်ဒါလည်းကျွန်တော်တို့ကမီဒီယာမှာစာတွေတင်ရတယ်ပြောရတယ်အတိပေးရတယ်ဟာရှိတယ်ဒါပေမဲ့မီဒီယာပေါ်မှာကအကုန်လုံးက momentum တခုရလာတယ် wine share ကြတယ် wine click လုပ်ကြတယ်ပါညာဖြစ်ကြတော့ညာလည်းပဲဒီ momentum အရှိန်အဟုန်တခုရလာတဲ့ movement ပေါ့နော်ဘာ movement ညာ movement ပေါ့ hashtag တဲ့သဘောဒီ movement က movement တက်တက်ဖြစ်တယ်ဘယ်တော့မှမြေပြင်က progress ဖြစ်မလားဆိုတော့ online က movement တခုကိုမြေပြင်က progress နဲ့မရောလိုက်ဘူးပေါ့နော်သူတည်းခုလိုမျိုးဒီ arm resistant လိုမျိုးတကယ် concrete ဖြစ်ရတဲ့နေရာတွေမှာ online movement line ပေါ်မှာထောက်ခံလိုက်တယ် line ပေါ်မှာကန့်ကွက်ရှုတ်ချလိုက်တယ် line ပေါ်မှာခံပြင်းပြလိုက်တယ် line ပေါ်မှာ victimize ဖြစ်လိုက်တယ် line ပေါ်မှာ drama ခင်းလိုက်တယ် line ပေါ်မှာပွဲဆူလိုက်တာနဲ့ဒေါ်လာကိုပြီးသွားပြီဒေါ်လာမှာပါဝင်တာလုံလောက်ပြီးဒေါ်လာတာဝန်ကြီးလို့မခံယူသိချင်းတဲ့အပိုင်းတွေပဲပေါ့ပြောချင်တာကျွန်တော်တို့ချိန်မှာကဘယ်သူမှအနိဋ္ဌာယုံတွေးတန်ရဲရဲတွေတီးကြည်ကြတာဘယ်သူမှကြားချင်မခံစားနိုင်တော့ဘူး online ပေါ်နဲ့ဒီပုံလေးတွေကြည့်ရတာဒီသတင်းတွေကြားတာကိုမခံစားနိုင်ဘူးဆိုရင်မြေပြင်မှာတကယ်ကြုံနေရတဲ့လူတွေကဘယ်လိုခံစားမလဲဘယ်လောက်တောင်ရှုံးကန်ရမလဲဘယ်လောက်တောင်ကြက်တဲနေမလဲဒါတွေကိုဘယ်လောက်တောင်မှခါးစီးပြီးမှကြော်ဖြတ်ချင်ကြတယ်လေလက်ရှိမြေပြင်မှာတော်လှန်တိုင်ပွဲဝင်တဲ့ရေးပေါ်တဲ့အကုန်လုံးကဒီတော်လှန်ရလို့ချင်းအချင်းကလာစားဘယ်လောက်ရမယ်နောက်ကျတိုက်ဆောင်မယ်ကားဆောင်မယ်ဆိုတာမျိုးဘာမှမရှိဘူးရှင်းရှင်းပြောရင်အယုံရှင်းဆုံးပြောရမယ်ဆိုရင်မတရားမှုကြီးကိုဒီမတရားမှုကိုတွန်းလှန်တိုက်ခိုက်ရမယ်ဆိုတဲ့အယုသားဆုံးလူအသိစိတ်လေးနဲ့ပဲတော်လှန်နေတဲ့ရဲဘော်တွေထဲပါဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေခုတို့ကတော့ကျင်းထဲမှာမိုးတဲ့ရေထဲမှာငတ်ပြက်ခက်ပင်ပန်းဆင်းရဲနေတဲ့ရဲဘော်ကုလိုမျိုးရာသီဆိုရင်ချင်းတောင်ပေါ်ဆိုပို့ဆိုးတာပေါ့အဲ့လိုတိုက်ပွဲဝင်တဲ့ရဲဘော်တွေအကုန်လုံးဒီလိုင်းပေါ်တို့တခြားနေပင်ပန်းဆင်းရဲတာဒီပုံနေမြင်ရတာအပြတ်data တွေတွေးတန်ယူတွေမြင်နေရတာအနိဋ္ဌအာရုံနဲ့တရင်ဆိုးတွေပဲကြားနေတာစိတ်ညစ်နေတဲ့လူတွေထက်စားပေါင်းများစွာပင်ပန်းဆင်းရဲလူတွေပါပင်ပန်းဆင်းရဲတဲ့လူတွေကတော့မှဘာကိုကျိုးတော့မှမဟုတ်ဘဲနဲ့ဒီပုံမကောင်းမွန်လာမဲ့နောင်လာနောက်သားတွေအတွက်အနာဂတ်တစ်ခုအတွက်တိုက်ပွဲဝင်နေတာပေါ့နော်ကျွန်တော်တို့အားလုံးပြန် reflect လုပ်ဖို့ပေါ့နော်ပြန်တတိယပြန်စဉ်းစားဆင်ခြင်ပြီးမှတာဝိုင်းဝန်းပါဝင်ကူညီပေးကြဖို့ပဲဖြစ်မှာပါအဲ့လိုတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ